စိတ်ထားလေးတာပြင်လိုက်ပါတရားတော်မတရားလဲဗျာစိတ်ထားလေးတာပြင်လိုက်ပါတရားတော်ဗျာဒုံနိကံသလောနောယန္ထကာမနိပါတိနောစိတ်တံသဓမ္မထောဓာတုစိတ်တံတံတံဒုက္ခဝဟံဒုံနိကံသလောနောယန္ထကာမနိပါတိနောစိတ်တံသဓမ္မထောဓာတုစိတ်တံတံတံဒုက္ခဝဟံဒုံနိကသနေနိမှုယံဣမတံခေယံဘာဝိထသောလုံသောလျင်မြန်သောဖြစ်ခြင်းပြည့်ခြင်းလည်းရှိပါဝိထသောယထာကာမနိပါတိနောသူပြောမွေရာအာယုံကာမဂုဏ်တို့၌သာကြာရောက်ပြောမွေနေလေရှိသောစိတ်တန်သာလောဘဒေါသမမာနတွေယံညူဖွဲ့တဲ့အာဂန္တတွေမနာလိုဝံသောဝိသမစ္စေရာစရတရားစုတွေကြောင့်ရိုင်းကျင်နိုင်ရိုင်းလို့နေတဲ့စိတ်ကိုဓမ္မထောတန္တိသမารိအသိဉာဏ်ပညာတွေနဲ့ဆုံးမထားမယ်ဆိုရင်သာတို့သိပြီးတော့ကောင်းတယ်တန်တန်တန္တိသမารိအသိဉာဏ်ပညာတွေနဲ့ဆုံးမထားလို့ယဉ်ကျေးသွားတဲ့စိတ်တန်စိတ်ဒီဒုက္ခဝဟံယနေ့ကဘာလူရန်တွေလူကျင်နေတဲ့ချမ်းသာဒုက္ခအစစ်အမှန်ကိုယူဆောင်ပေးနိုင်ပါရဲ့လို့တထာနလူတို့ဆရာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အာဝေါဇာကရုဏာရှိသွားမေတ္တာဖြင့်ကောင်းစွာမတွေ့ဟောကြားတော်မူခဲ့ပါ၏တည်းမြတ်စွာဘုရားဒီဒေသနာသိဟောတာသိပြီးတော့အားရစရာကောင်းတယ်ဘုမင်းဆိုရင်သိပြီးကျင့်တဲ့စရာကောင်းတယ်ဘာကြောင့်လဲဝိဇ္ဇနတော်ကောင်းတို့နေ့စဉ်ရှင်တန်နေရတာကတော်ကောင်းကြီးများကြီးဒီစိတ်နဲ့ပဲအလုံးလုံးနေတာစိတ်နဲ့ပဲစားနေရတာစိတ်နဲ့ပဲသွားနေရတာစိတ်နဲ့ပဲနေနေရတာဒီစိတ်ကအရေးမရှိဘူးလားရှိပါရဲ့ဗျာဘုံပါရလားပါပါသွားကျင်တာလေဒီစိတ်ပဲစားကျင်တာလေအိုးတော်ကောင်းကြီးများရေဟိုဟာဝတ်ကျင်ဒီဟာဝတ်ကျင်တာလေဒီစိတ်သဘောပါရလားအရေးမကြီးဘူးလားကြီးပါရဲ့အဲကြောင့်ကိုယ်စိတ်ကိုနိုင်ပြီလားလို့ပြန်ပြီးတော့မလီဒီကလေးတွေတော့ဖြစ်နေပြီစိတ်မနိုင်နေဘူးလေတရားဓမ္မများကိုယ်စိတ်ကိုနိုင်ပြီလားလို့ပြန်မေးကြည့်တဲ့အခါမှာနိုင်မနိုင်မรู้ကိုယ်တိုင်သိနိုင်တော့ကိုယ်စိတ်ကိုထိန်းချုပ်နိုင်မထိန်းချုပ်နိုင်လို့ဆိုတော့တော်ကောင်းကြီးများရေမတူကိုယ်တိုင်သိတော့အဲဆိုရင်ဒီစိတ်ကမတူကိုယ်တိုင်ထိန်းချုပ်မှရမှာလားအမေပြင်ပေးလို့ရတယ်မရပါဘူးဗျာပြောရင်အဖေပြင်ပေးလို့ရတယ်မရပါဘူးဗျာဆရာသမားတွေရောမရပါဘူးဗျာရန်သံဃာတွေရောမရပါဘူးဗျာအမေဘယ်လိုချော့သိမ့်တဲ့မရပါဘူးဗျာဟောကိုအိမ်မှာပြောမယ်မဟုတ်လားမရနေတော့တာကအကုန်ကိုဒုက္ခပဲအမေဘလူချော့သိသိလေးမရပါဖေရမရပါဖေရဒါပဲချတယ်ခင်ဗျားတို့မလဲအမေဘလူချော့သိသိသားအိမ်မှာပြောမယ်သမီးအိမ်မှာပြောမယ်ဆိုတာမသိကြဘူးလားသိကြပါရဲ့ဗျာအဲ့ဒါပြောတာတော်ကောင်းကြီးများရဲ့ဒါကြောင့်ယနေ့စိတ်ထားလေးတဲ့ပြင်လိုက်ပါဆိုတဲ့ကောင်းစည်းအောင်မှာဘာတွေပြောချင်တာလဲလို့မေးတော့တော်ကောင်းကြီးများရဲ့ကိုမြင့်စော်ကြီးပြင်စရာ2မျိုးတဲ့ဘာတွေတော့ဟဲ့ဘုံကြောင့်ဘုရားသိကောင်းတဲ့တရားပဲဗျာပြင်စရာဘယ်နှမျိုးလဲ2မျိုးပါဗျာနောက်တစ်ခုကကောင်းစည်းလေးကလူမိုက်ကြီး2ဦးတဲ့နောက်တစ်ခုကလူမိုက်ကြီး2ဦးပါဗျာနောက်တစ်ခုကလူဘဝအလှပြတ်ကြောင်းတရား5ပါးတဲ့နောက်တစ်ခုကလူဘဝအလှပြတ်ကြောင်းတရား5ပါးပါဗျာဘယ်နှမျိုးရသွားဟဲ့ဘယ်နှမျိုးရသွားပြင်စရာဘယ်နှမျိုးလဲ2မျိုးပါဗျာလူမိုက်ကြီးလူဘဝအလှပြည့်ကြောင်းတရားလူနဲ့ချစ်ခင်ကြောင်းတရား10ပါးတဲ့လူနဲ့ချစ်ခင်ကြောင်းတရား10ပါးပါဗျာဒါကြောင့်တော့နံပါတ်5မြောက်ကစိတ်ကိုပြင်နိုင်သူတဲ့ဗါတဲ့တော့ဟဲ့စိတ်ကိုပြင်နိုင်သူပါဗျာစိတ်ထားလေးသာပြင်လိုက်ပါဆိုတဲ့ခေါင်းစည်းအောင်မှာအကြောင်းအရာဘယ်နှခုပြော5မျိုးပြောမယ်တဲ့ပြောရင်ဘယ်နှမျိုးပြောမယ်5မျိုးပြောပါဗျာ
အဲ့ဒီ၅မျိုးပြောတာနဲ့လည်းအားမရလို့ဘုမြင့်ဆိုရှိကနေပြီးတော့အဲ့ဒါလေးနဲ့မဆိုင်တဲ့တရားကောင်းကြီးများကြီးနောက်ဒေသနာတစ်ခုကလာတဲ့အကြောင်းအရာလေးတစ်ခုချုပ်ပြောခြင်းနေတာဘာပြောသလဲလို့မေးရင်ဘုရားမကြိုက်တဲ့လူ10မျိုးတဲ့ဗါတယ်တော့ဟေးဘုရားမကြိုက်တဲ့လူ10မျိုးပါဗျာအဲဆိုရင်ဒီတရားကောင်းစီရဲ့အောက်မှာတရားကောင်းစီမျိုးအမျိုးအစားမျိုးပြောရလို့ရှိရင်6မျိုးဖြစ်သွားမယ်ပေါ့ဘယ်နှမျိုးဖြစ်တော့6မျိုးပါဗျာအဲဆိုရင်အရင်ဆုံးပြောချင်တာကဘာလို့သလဲလို့မေးတော့ဘုရားမကြိုက်တဲ့လူ10မျိုးဗါတယ်တော့ဟေးဘုရားမကြိုက်တဲ့လူ10မျိုးပါဗျာဘုန်းတော်ရဲ့စိတ်တော်ကောင်းတို့ရဲ့စိတ်ပြုပြင်နေထိုင်ဖို့တော်ကောင်းတို့ရဲ့စိတ်ဦးဇတို့ရဲ့စိတ်ကဘလောက်ထိအောင်ဆိုးဝါးနေတယ်လဲဘလောက်ထိအောင်ညှဉ်းနှွမ်းနေတယ်လဲဘလောက်ထိအောင်ညှိုးမိန်နေတယ်လဲဘလောက်ထိအောင်ဘာလောကကြီးကိုဘာလို့လဲအထီးကျန်ဆန်းစီတယ်လဲဒါမှမဟုတ်အကောင့်ဘက်ကသူငါဒီဘလောက်ထိအောင်ငါစိတ်ကလှနေတယ်လဲငါစိတ်ကဘလောက်ထိအောင်နူးညံ့နေတယ်လဲငါကဘာလောကကြီးတွေဘလောက်ထိအောင်အလှတွေပြင်ဆင်ပြီးတော့ငါစိတ်ကဘလောက်ထိအောင်ကောင်းမွန်နေတယ်လဲလို့ဘုသူကိုယ်တိုင်တည်ဆုံးတယ်ဟောတဲ့သူလဲဘုသူကိုယ်တိုင်တည်ဆုံးဆရာတော်ကိုယ်တိုင်တည်ဆုံးတော့လှုပ်ဆမ်းမှာဩဒုက္ခပါပဲကိုထွန်းရွှေနဲ့မက်လက်ခင်ထဲမှာပြဿနာပဲဆိုသလိုပါဟမ်ကိုမြင့်စောကြီးခမရဟုတ်စားလေအဲ့ဒါကောင်းပြီတော်ကောင်းကြီးများရင်ဒါဆိုရင်တော်ကောင်းကြီးများရင်ဟောတဲ့ပုဂ္ဂိုလ်လည်းပဲဆရာတော်ကိုယ်တိုင်တည်ဆုံးပါနားတဲ့ပုဂ္ဂိုလ်တွေလည်းဒီအမေးလေးနောက်ကလည်းကက်လဲအောင်မှာပေါ့လို့ဘယ်နဲ့ရဲပြန်ပြီးတော့မမဗျာလုံနေလို့ရပါမလားအခါတကမှဗျာအရေးကြီးတဲ့တရားလားအရေးမကြီးတဲ့တရားလားအရေးကြီးတဲ့တရားပါဗျာအဲဆိုရင်တော်ကောင်းကြီးများရင်ဘုရားမကြိုက်တဲ့ဘယ်နှမျိုးတဲ့10မျိုးပါဗျာလူ10မျိုးတဲ့နံပါတ်1အမျက်ဒေါသထွက်တဲ့သူဘုရားမကြိုက်ဘူးတဲ့ဘာလဲတော့ဟဲ့အမျက်ဒေါသထွက်တဲ့သူဘုရားမကြိုက်ပါဘူးဗျာအဲ့ဒီထဲတကမှများပါသလားဗျာဟဲ့ဆရာလေးတွေပြောတယ်ဘုရားမကြိုက်တဲ့လူ10မျိုးနံပါတ်1ပြောပြီးပြောအမျက်ဒေါသထွက်ခြင်းတယ်ဗါတယ်ဟဲ့အမျက်ဒေါသထွက်ခြင်းပါဗျာအဲ့ဒါဆရာလေးတို့ပါသလားပါပါဘုရားသံဃာတော်ရှင်သူများပါသလားဖေဟာပါအေးကျောင်းကံဘုရားရောက်နေတော့ဥက္ခိတာပေါ့နော်မဟုတ်ကြဘူးလားဟုတ်ပါဗျာအိမ်ရောက်သွားတဲ့ခါကျတော့လူရာမရလာမလို့ဆိုတဲ့သဘောတိုင်းပေါ့ဗျာယောဂီမှန်လားမှန်ပါဗျာအောင်းပြီးဆက်သွားလိုက်နံပါတ်1အမြန်ဒေါသထွက်ခြင်းဟာဘယ်သူမကြိုက်ဘူးလဲမကြိုက်ပါဘူးဗျာနောက်နံပါတ်2ရန်ညူးဖွဲ့ခြင်းတဲ့ဗါလဲတော့ဟဲ့ရန်ညူးဖွဲ့ခြင်းပါဗျာရန်ညူးအာဃာတတွေဖွဲ့ရင်လည်းဘယ်သူမကြိုက်ဘူးတော့မကြိုက်ပါဘူးဗျာနောက်နံပါတ်3ဂျေဇုကံခြင်းတဲ့ဗါလဲတော့ဟဲ့ဂျေဇုကံခြင်းပါဗျာဘယ်နှမျိုးရသွားပြီလဲ3မျိုးပါဗျာအဲနံပါတ်1ကနံပါတ်2ကနံပါတ်3ကရောင်းတောင်းဝါသသာလုံမနေနဲ့အမလေးဦးစင်တရားကိုဝတ်ကြည်သန်းကြီးမနာနဲ့တော်ကောင်းကြီးများရေမရစေခြင်းလို့ပြောနေရလားရစေခြင်းလို့ပြောနေတယ်ကောင်းစေခြင်းလို့လားမကောင်းစေခြင်းလို့လားကောင်းစေခြင်းလို့ပါဗျာယေရှုဆက်နေတယ်လို့တဘောပေါက်ပြီးတော့ရအောင်နားထောင်စမ်းပါမှန်လားငေါငန်းနေပြောဆိုနေတာမဟုတ်ပါဘူးဗျာမလေးလူရတွေတို့ငေါတန်ကြီးနဲ့တော့လို့လည်းမလုံးနဲ့ဟုတ်ယောဂီများသဘောပါရဲ့လားပါဗျာဘယ်နှမျိုးရသွားပြီနံပါတ်1ကနံပါတ်2ကနံပါတ်3ကနံပါတ်4ကဂုံတုဂုံပြိုင်ပြုလုပ်ခြင်းတဲ့နံပါတ်4ကဂုံတုဂုံပြိုင်ပြုလုပ်ခြင်းပါဗျာဘာလို့မကြိုက်တာဒုက္ခတော်ကောင်းကြီးများရေဘုရားအကြိုက်လုံနေတာလားကိုကြိုက်တာကိုလုံနေတာလားသေမာဒင်းတို့အသေးဆုံးနဲ့သေမာကိုကြိုက်တာလာလုံကြမှန်လားမှန်ပါဗျာဒါကြောင့်တော်ကောင်းကြီးများရေဘုရားတော့ပြောနေတာဘုရားမကြိုက်တဲ့အရာတွေကိုပြောနေတာအခုဘယ်နှမျိုးရတော့နံပါတ်1ကနံပါတ်2ကနံပါတ်3ကနံပါတ်4ကဂုံသူဂုံပြိုင်ပြုလုပ်ခြင်းတဲ့အမလီကောင်းမဒီနေ့အဝတ်စားလေးအမလီတို့ကဘာမျိုးစားတိလားမလီဒီမျိုးစားလေးဝတ်ကြည့်စမ်းမလီချောလို့ပြောင်းလို့တော့ American made US made ဇရွေးတွေစင်လို့ပြောလိုက်တာတွေကိုမမောနိုင်ဘူးဂုံတုဂုံပြိုင်နေမှန်လားမှန်ပါဗျာ
အမလီနောက်ဆုံးတော်ကောင်းကြီးများကြီးလူမသိလာဘူးဆိုရင်ဟဲ့ကောင်းမဘာချက်တယ်လေအမလီတို့အိမ်တော့ဒီနေ့ဘယ်သူမှလည်းမရှိလို့ဧည့်တဲ့တောင်းတယ်လည်းမရှိလို့ရှင်မောင်ရွယ်လေးငပီတောင်းလေးပါအမလီဒီနေ့တို့အိမ်ဝက်သားချက်တယ်ကောင်းမလာစားနော်မကြွားအောင်ကိုကြွားသွားလိုက်ကြတယ်မှန်လားဩဒါတွေရတော်ကောင်းကြီးများကြီးတခြားလားဂုံသူဂုံမြိုင်နေလားဂုံသူဂုံမြိုင်နေပါဗျာအစားလေပြိုင်တာပဲအသွားလေပြိုင်တာပါဗျာအဝတ်လေအနေလေဟောဒါမပြိုင်တဲ့နေရာကိုဟောကိုမြင့်ဆိုရင်ပုထုဇဉ်ကိုဗျာဘာတွေတုံးလဲဟဲ့ပြောရေးဘာတွေတုံးဟဲ့ပုထုဇဉ်ဆိုတော့ဘာလုံးမိတာပြိုင်မိတာဒါတော့တော်ကြီးများဒီလိုတရားတွေမနာခင်တော့မှပြိုင်မိတယ်အခုနာပြီးပြီဆိုတော့ပြိုင်တော့ပါဗျာဩသာဓုတရားတော်မှာဗျာဒါဆိုရင်ဘုရားမကြိုက်တဲ့အရာဘယ်နှမျိုးရတော့နောက်တစ်မျိုးပြောတော်ကောင်းကြီးများရေမနာလိုခြင်းတဲ့ဗါလေတော့ဟဲ့မနာလိုခြင်းတဲ့တော်ကောင်းကြီးများရေကိုကတော်ကောင်းကြီးများရေလောကဝတဘာဝအတိုင်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်လောကဝတဘာဝအတိုင်းမြင်အောင်မကြည့်တတ်ဘူးဆိုရင်အဲ့ဒါဘာလို့တာလဲမနာလိုတာမှန်ရလားမှန်ပါဗျာနားလေလားမှန်ပါဗျာလောကဝတဘာဝနိုင်ဘာလို့အောင်မြင်အောင်ကြည့်တတ်ရမယ်အစအဆုံးပြောနေဦးစင်းပြောတဲ့စကားလုံးလေးကိုကောင်းကောင်းလေးနားထောင်ပြီးမှလိုက်ဖြစ်စီလောကဝတဘာဝအတိုင်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်ဗါတယ်တော့ဟဲ့လောကဝတဘာဝအတိုင်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်ဗျာဒီပန်းလေးပါရအောင်ပြရပါဗျာဒီပန်းွယ်လေးပါရအောင်တော့ပါရလားလောကဝတဘာဝတိုင်းမြင်အောင်ကြည့်တတ်ဖို့ဆိုတာအရေးမကြီးဘူးလားပန်းဆိုတဲ့မျိုးကတော်ကောင်းကြီးများဘူးရမမုံရမမုံပွန့်ပြီးသွားပြီဆိုရင်ဒီပန်းဘာဖြစ်တော့မှာဒါတခြားလားတဘာဝလူဆိုလည်းပဲမဝေးရမအိုရမနာရမဘာပါလဲမှန်လားအကြောင်းတရားကောင်းရင်အကြောင်းတရားမကောင်းရင်သူချမ်းသာခြင်းဆင်းရဲခြင်းကကိုယ်နဲ့ဆိုင်သလားသူလာခြင်းမလာခြင်းကကိုယ်နဲ့ဆိုင်သလားသူရက်ရှည်ခြင်းရက်ပူခြင်းကကိုယ်နဲ့ဆိုင်သလားသူအသားမဲခြင်းအသားပြူခြင်းကကိုယ်နဲ့ဆိုင်သလားလောကကိုသဘာဝအတိုင်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်မှန်လားကိုယ်နဲ့မဆိုင်တဲ့အရာတွေကိုလိုက်ပြီးတော့မလို့သူဖွေးတာကိုမဲလို့မနာလို့ဖြစ်เสียလို့သလားမလိုပါဘူးဗျာသူအစဉ်ပြေတာကိုအစဉ်မပြေလို့မနာလို့ဖြစ်เสียလို့သလားမလိုပါဘူးဗျာသဘာဝလေးမှန်လားအဲ့ဒါတဘာဝပဲဘသူကောင်းအောင်လှုပ်သွားတာတော့သူကောင်းအောင်လှုပ်လို့သူလှတာသူဝတာသူချောတာသူစင်ပြေတာသူထက်တန်းကြတာလေကိုလှခြင်းကိုချောခြင်းကိုစင်ပြေခြင်းကိုထက်တန်းကြခြင်းကိုချမ်းသာခြင်းရင်ဘသူကိုယ်တိုင်လှုပ်ရမှာကိုမရှိတဲ့အရာသူ့ရှိနေတာကိုတော်ကောင်းကြီးများကြီးလိုက်ပြီးတော့မရှိတရားကအရှိတရားကိုလိုက်ပြန်ရင်ဘသူပဲရှုံးလောကကိုတဘာဝအတိုင်းမမြင်လို့ပေါ့ယောဂီသဘောပါရလားနာရောလဲရလားခြေရောခြေနဲ့သလားအဲဆိုရင်ဘုရားမကြိုက်တဲ့အရာဝတ္ထုဘယ်နှမျိုးရလဲပြောရပါလေတော့နံပါတ်3အနောက်တစ်ခုဆက်သွားလိုက်နောက်ကကက်ရပါတာဝန်တူခြင်းဗါလဲတော့ဟဲ့ကိုရှိတာမပြေးချင်တာပဲသောနာတော်ကမနာလိုတာကသူများအောင်မြင်တာကိုမရှိတာကိုလိုက်ပြီးတော့မနာလိုတာအခုကကျတော့ကိုရှိတာကိုမျှဝေခံစားမှုမပေးချင်တာမှန်လားငါပဲသိရမယ်ငါပဲတက်ရမယ်ငါပဲလုပ်ရမယ်ငါပဲနေရမယ်ငါပဲကြံရမယ်ငါပဲစားရမယ်ငါပဲသွားရမယ်ငါပဲဝေးရမယ်ငါရှိတာလေးဆိုတဲ့အသွေးမျိုးကဝန်တူတာမှန်လားသဘောပါရလားစာလို့ပြောတော့ဒါကိုမစ္စရိယသောနာကပြောတဲ့တရားကအိတ်တာမှန်လားအခုနံပါတ်6ကသတော်ကောင်းကြီးများရေမစ္စရိယဝန်တူတာဒါဒီတဘောတွေကသတော်ကောင်းကြီးများရေဘယ်သူမကြိုက်တဲ့အရာတွေလဲတို့ကဘာဘာသာခံယူထားတာဘ
ဗုဒ္ဓဆိုတာဘုရားပဲဘာသာဆိုတာတော်ကောင်းကြီးများရေဘာလို့တလဲအဆုံးအမတွေအယူဝါဒတွေဗုဒ္ဓရဲ့အဆုံးအမအယူဝါဒတွေကိုတပည့်တော်မတို့အတတ်တက်ဆုံးတပည့်တော်တို့အတတ်တက်ဆုံးကိုးကွယ်ပါမယ်စိကပ်ပါမယ်မိဝဲပါမယ်လို့ဘုသူကိုယ်တိုင်ပြောထားဘောပါရလားဒါဆိုရင်တော်ကောင်းကြီးများရေဗုဒ္ဓရဲ့အဆုံးအမတွေကိုနာခံရမလားမနာခံရဘူးလားနာခံရပါဗျာဒါဆိုရင်ဘုရားမကြိုက်တဲ့အရာတွေကိုလုံးရမလားမလုံးရဘူးလားမလုံးရဘူးဆိုတော့ဘုရားမကြိုက်တဲ့အရာဘယ်နှမျိုးရဘယ်နှမျိုးရနောက်နံပါတ်1ကောက်ကျစ်စင်လဲခြင်းတဲ့ဘာလဲတော့ဟဲ့ကောက်ကျစ်စင်လဲခြင်းပါဗျာအဲ့ဒါကျတော့ကောက်ကျစ်စင်လဲခြင်းဆိုတော့ဘာပြောရတယ်လဲဆိုတော့မရှိတဲ့ဂုံကိုအရှိလုပ်ပြီးတော့ကောက်ကျစ်တာဟောဘာလဲတော့မရှိတဲ့ဂုံကိုအရှိလုပ်ပြီးတော့ကောက်ကျစ်တာပါဗျာကိုမရှိတဲ့အရာကိုအရှိတရားလုပ်ပြီးတော့ထုတ်ပြောတာမှန်ရလားမှန်ပါဗျာအမှန်တကယ်တော့ကိုမရှိဘူးပစ္စည်းဥစ္စာတွေပတ်စံတွေမရှိဘူးအမလေးငါတို့ကဘယ်လိုအဆင်ပြေတာကောင်းမကြီးချမ်းသာဟိုပတ်စံမရှိလာချီလေရတယ်အမလေးပေးမှာပေါ့ညီတို့နဲ့ငါတို့နဲ့ပြောစရာမှတ်လို့လော့ကွက်လောက်တာလော့ကွက်လောက်တာမှန်ရလားမှန်ပါဗျာလူအထင်ကြီးအောင်လောက်တာပေါ့ဗျာမှန်ရလားမှန်ပါဗျာဗါလဲတော့ဟဲ့လူအထင်ကြီးအောင်လောက်တာပါဗျာသဘောပါရလားမှန်ပါဗျာငါရောလဲရလားလဲပါဗျာမရှိတရားကိုအရှိတရားလုပ်ပြီးတော့တော်ကောင်းကြီးများရေပြောနေဆိုနေတာဟာတော်ကောင်းကြီးများရေဘာလို့တလဲလို့မေးရင်အဲ့ဒါဘုရားကြိုက်တဲ့မူဝါဒလားဘုရားမကြိုက်တဲ့မူဝါဒလားဘုရားမကြိုက်တဲ့မူဝါဒပါဗျာကောက်ကျစ်စင်လဲခြင်းမရှိတဲ့ဂုံကိုအရှိလုပ်ပြီးတော့ကောက်ကျစ်တာမှန်လားမှန်ပါဗျာအဲ့ဆိုဘယ်နှမျိုးရလဲသိကောင်းတဲ့တရားသဘောကိုကိုမင်းစောကြီးနားထောင်နေရတယ်လို့ကောင်းကြမှုတို့မှတ်စမ်းပါမှန်လားအဲဆိုရင်9မျိုးရသွားပြီနောက်ဆက်သွားလိုက်တော့ကောင်းကြီးများရေနံပါတ်10မာယာများခြင်းတဲ့ဘာလဲတော့ဟဲ့မာယာများခြင်းပါဗျာလာရတာတန်သွားပြီပြို့တခါတခါမှများရေမှန်ရလားမှန်ပါဗျာဘယ်မှာချိန်တဲ့အရာနံပါတ်10ကဘာလဲတော့ဟဲ့မာယာများခြင်းပါဗျာမျက်နာကတစ်မျိုးစိတ်ကတစ်မျိုးဖြစ်တဲ့သူပေါ့မှန်ပါဗျာဘာလဲတော့ဟဲ့မျက်နာကတစ်မျိုးစိတ်ကတစ်မျိုးဖြစ်တဲ့သူပါဗျာဒီအတန်လေးတွေနားထောင်ဘူးလားဒီစကားလုံးမျိုးလေးတွေကြားဘူးလားကြားပါဗျာအကြားဘူးရင်မပြောတော့ဘူးလေမျက်လာကသမျိုးစိတ်ကသမျိုးပါဗျာဒါဆိုရင်ဒီအမှုရာတွေဘသူကိုယ်တိုင်နေခင်ဗျားတို့သိနေရတပည့်တော်ကိုယ်တိုင်နေပါဗျာမျက်နာကမလီရင်ထဲမှာတော့မချိသိငယ်ဘယ်လာတော့တော့ဘောကလုတ်ပြသမ်းများခိုင်းကြမ်းပါလေဈေးတွေကြီးဖြစ်ပြီးတော့မသိတာကြက်လို့ငယ်ငယ်တုန်းကတော့လှုပ်တယ်မဟုတ်လားဒီချင်းတွေမလီမခေါ်ခြင်းလဲခေါ်ရမပြောခြင်းလဲပြောရဟုတ်တယ်မဟုတ်လားမလီမခေါ်ခြင်းမပြောခြင်းလို့လည်းပဲမလီကိုယ်စီဈေးကမဝဲမှာကစိုးတာဟုတ်ဗျာမှန်ရလားမလီဒီကောင်မအကြောင်းကတိထားတော့သူ့ကိုမြင်ရင်ကိုကတကားတကမောင်ဗျာသဘောပါရလားမာယာများတာလေဘာလဲတော့ဟဲ့မျက်နာကစိတ်ကဘယ်လိုမကြိုက်တာမလုံကြနဲ့မလုံကြနဲ့မှန်ရလားအရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းပြောဖို့မလိုဘူးလားလိုပါတယ်ဗျာသဘောပါရလားပါပါတယ်ဗျာစိတ်ကောင်းထားရင်မိတ်ကောင်းများပါတယ်ဗျာဗါတယ်တော့ဟဲ့စိတ်ကောင်းထားရင်မိတ်ကောင်းများပါတယ်ဗျာစကားလုံးလေးတွေကအဆန်းလေးတွေပါတတ်တဲ့ဆိုခင်ဗျားတို့သေးသေးချာချာလေးမှတ်ဖို့တော့မလိုဘူးလားလိုပါတယ်ဗျာဝိဇ္ဇေတန်းကြီးနာရမှာလားစိတ်ရင်အမှန်နဲ့နာရမှာလားစိတ်ရင်အမှန်နဲ့နာမှာပါဗျာငိုင်းမနေနဲ့ငေးမနေနဲ့ငူငူကြီးလုံမနေနဲ့ဗျာမှန်ရလားမှန်ပါဗျာဒီစကားလုံးတွေရတော်ကောင်းကြီးများရေဟောတဲ့ပုံကိုယ်တွေရှိတဲ့အရာမှကြားရတဲ့စကားလုံးတွေဆိုတာမသေးကြဘူးလားသိပါပါတယ်ဗျာဝိဇ္ဇေတန်းကြီးဟောနေတာလားစေတနာအပြည့်နေလားစေတနာအပြည့်နေပါဗျာအားကြောင့်နာကြားရမယ့်တရားဓမ္မတွေကလည်းပဲဝိဇ္ဇေတန်းကြီးနာရမှာလားစေတနာအပြည့်နေနာရမှာလားစေတနာအပြည့်နေနာရမှာပါဗျာအခုဘုရားမဆိုင်တဲ့အရာဝတ္ထုဘယ်နှမျိုးရလဲပြန်ပြောပါဦးဗျာအမြတ်တော်သာထွက်ခြင်းမနာလိုခြင်းဝန်တိုခြင်းကောက်ကျစ်စင်လေခြင်းမာယာများခြင်းဘယ်နှမျိုးရသွားရှင်းလို့ပါဗျာနောက်နံပါတ်9ကအလွန်လောဘကြီးခြင်းတဲ့ဗါတယ်ဟဲ့အလွန်လောဘကြီးခြင်းပါဗျာ
ဒါလည်းပဲဘယ်သူမကြိုက်ဘူးတော့လောဘကကြီးတာတော်ပြီပေါ့ကိုဝါယုံနေဆိုဘာလို့အပူရှင်နေလိုချင်တာတော့တော်ပြီပေါ့ကိုလှယုံနေဆိုဘာဖြစ်လို့အပူစားတွေလိုချင်ရတာတော့မှန်ရလားဟောပါရလားတော်ပြီပေါ့တဏှာကြီးလောက1000ရရင်1000နဲ့တန်ကြီးတဏှာကြီးဟာ1000တန်နေဆိုရင်တော်ပြီပေါ့1000ရရင်ဘာဖြစ်လို့1000လိုချင်တာတော့မှန်ရလားလိုချင်တဲ့စိတ်ကဘုရုစီကဖြစ်တာလိုချင်တဲ့စိတ်ကဘုရုစီကဖြစ်တာလို့ဟဲ့ဝန်တော့ကတကမကြီးငူငူကြီးတွေလုံမနေနဲ့လိုက်ဖြေချအောင်ရွှေသရာမြေမရောက်ဘူးလို့လာတယ်လို့လည်းပြောပြီးတော့လာပြီးတော့တရားနာပြီးရင်ရအောင်ယူရတယ်မှန်ရလားတရားဟောတဲ့ဘုန်းကြီးကျောင်းမှာလာပြီးဆိုမှတော့ဘာပဲနာရမှာတော့မလီတခြားဟာတွေနာဖို့မစင်းစားနဲ့တော်ကောင်းကြီးများကြီးတရားနာဖို့လာကြတာမှန်ရလားတခြားရမယ်အရာမရှိဘူးတရားရအောင်ယူသွားစမ်းပါမှန်ရလားရုပ်ပိုင်းဆိုင်ရာတွေကခိုင်တာမြဲတာဟုတ်သလားအခုစိတ်တဲ့ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးတရားတွေကိုဟောတဲ့ပုဂ္ဂိုလ်ရှိလို့နာနေရတယ်ဆိုတာမသေးကြဘူးလားသိကြပါရဲ့ဗျာသာသနာတော်ဖြစ်ပေမဲ့လို့လည်းပဲဟောတဲ့ပုဂ္ဂိုလ်မရှိလို့ရှိရင်ဒီလိုတရားမျိုးတွေနာရပါမလားနားပါဘူးဗျာဒါကြောင့်တန်ဖိုးဆိုတာတန်ဖိုးထားတဲ့လူရဲ့လက်ထဲမှာပဲမူတည်ပါတယ်ဟောပါရဲ့လားကောင်းပြီဗျာတော်ကောင်းကြီးများရေဘယ်နှမျိုးရတော့နောက်နံပါတ်30ကတတိလွတ်ကင်းခြင်းတဲ့ဗါလေတော့ဟဲ့အတိတွေလွဲပြီးတော့မာမာယွန်းယွန်းနေပြောတာမာမာယွန်းယွန်းနေဆိုတာမာမာယွန်းယွန်းနေလှုပ်တာကိုဘုရားကြိုက်သလားကြိုက်ပါဗျာအဲဆိုဘုရားမကြိုက်တဲ့အရာဘယ်နှမျိုးလဲ10မျိုးပါဗျာအဲ့ဒီ10မျိုးကိုတော်ကောင်းကြီးများကြီးမလှုပ်ရမှလားလှုပ်ရမှလားမလှုပ်ပါဗျာဆောင်းထားရမှလားရှောင်ရမှလားရှောင်ပါဗျာရှောင်စရာတရားဘယ်နှပါးတောင်ရှိလဲပြန်ပြောပါဦးနံပါတ်1ကအမြတ်တော်သာထွက်ခြင်းအဆုံးတက်လေးကိုနားထောင်လို့ကိုကောင်းသွားတာပဲတကားလည်းမှာဗျာတတိလွတ်ကင်းခြင်းတဲ့ဗါလေတော့ဟေးဘယ်နှမျိုးကြီးတောင်ရတော့ရှောင်းစရာပဲဆိုတာမသေးကြဘူးလားကောင်းပြီဗျာပထမကောင်းစီအနေနဲ့ပြောပြီးသွားတော့တော်ကောင်းကြီးများရေအချိန်နာကြီးလည်းပဲကန့်တန်နဲ့ပြောနေတာဖြစ်တဲ့ဒုတိယကောင်းစီသွားကြပါအောင်ဆိုဗျာကိုမြင့်စောရေပြင်းစရာဘယ်နှမျိုးလဲပြင်းစရာဘယ်နှမျိုးလဲရုပ်အလှပြင်ခြင်းတဲ့ဗါလေတော့ဟဲ့နောက်တစ်မျိုးကစိတ်အလှပြင်ခြင်းတဲ့ဗါလေတော့ဟဲ့ရုပ်အလှပြင်တာနဲ့စိတ်အလှပြင်တာတော်ကောင်းကြီးများကြီးတို့လောကကဘယ်အလှပဲပြင်နေရတော့မနမိုးလင်းကနေမျက်နာတာမသိချင်မသိလိမ့်မယ်မှန်ရှိပြေးပြီးတော့ဒါဆိုရင်အဲ့ဒါဘာအလှပြင်နေရရုပ်အလှပြင်ရင်နိဗ္ဗာန်ရောက်မယ်လို့ဟောထားတဲ့တရားများကြားဘူးသလားကြားပါဘူးဗျာရုပ်အလှပြင်ရင်ဘဝတိုးတက်ရတိုးတက်ကြောင်ဖြစ်မယ်လို့ပြောထားတာကြားဘူးသလားကြားပါဘူးဗျာရုပ်အလှပြင်လို့ရှိရင်အောင်မြင်ရအောင်မြင်ကြောင်စီးပွားတွေဖြစ်မယ်လို့ဟောထားတာကြားဘူးသလားကြားပါဘူးဗျာဟဲဟုတ်လားဟောပြမကြားဘူးပဲနဲ့ကိုသို့တော်ကောင်းကြီးများကဘယ်အလှပဲဥတည်နေဟုတ်ဗျာယောဂီများဘယ်လပြင်ရမှာစိတ်ပါပြင်ရပါဗျာဟုတ်ဗျာဒီလိုကြတော့လည်းမသိဘူးလားသိပါတယ်ဗျာသိသိကြီးနဲ့ကိုအေးမိုက်ကြဥတင်လည်းညီဘောင်းကြောင့်မို့ကြီးမှန်လားမှန်ပါဗျာဘုရားဆိုရင်သိကောင်းတဲ့တရားတဲ့ပုဂ္ဂိုလ်နာကြားနေရတယ်ဆိုတာမသိကြဘူးလားသိကြပါတယ်ဗျာစိတ်ပြင်ရမှာလားရုပ်ပြင်ရမှာလားအဲဆိုရင်စိတ်အလားရုပ်အလားပြင်စရာဘယ်နှမျိုးမှာဘာကိုအဓိကထားပြင်ရမှာစိတ်ကိုအဓိကထားပြင်ရမှာပါဗျာမျက်နှာပေါ်မှာညစ်ကြေးလေးရှိလို့ရှိရင်ဒီတိုင်းထားသလားပယ်ရှားပြစ်သလားပယ်ရှားပြစ်ပါဗျာမလှတာလေးမတင့်တယ်တာလေးရှိရင်ဒီတိုင်းထားသလားပယ်ရှားပြစ်သလားပယ်ရှားပြစ်ပါဗျာဒါဆိုရင်တော်ကောင်းကြီးမြတ်ကြီးတို့ရင်ထဲမှာရှိနေတဲ့သူများကိုမုန်းလားဒေါသလိုချင်တာလောဘမတိမိုင်မောတာမောဟမာနအာဃာတဌိနာမိတ်တအိတ်တမစ္စရိယ
ကျန်းကျုပ်တာမလားလို့တာဝန်တော်တာစရှိတပြည့်ဒီတရားစိုးတွေကိုတော်ကောင်းကြီးများရေမပြင်ရမှာလားပြင်ရမှာပြင်ရမှာပါဗျာအဲ့ဒီတရားစိုးတွေကဘဒုစိတ်ကလာတာတော့သဘောပါရလားအားကြောင့်အဲ့ဒီကိုယ်စိတ်ကလာတဲ့အကြောင်းအရာတွေကိုတော်ကောင်းကြီးများရေယနေ့ကစပြီးမပြင်ရမှာလားပြင်ရမှာပြင်ရမှာပါဗျာယနေ့ကစပြီးဘာကိုပဲအဓိကထားပြင်ရမှာစိတ်လှရင်ရုပ်လှပါတယ်စိတ်လှရင်ရုပ်လှပါတယ်ဗျာဘလောက်တနကားတွေတော်ကောင်းကြီးများရေလိမ့်ချင်နေပါစေဘလောက်ဒီမိတ်ကပ်တွေမိုးနေအောင်လိမ့်နေပါစေဘလောက်ဒီပန်းတွေဝေးနေအောင်ပန်းနေပါစေစိတ်တက်ကောက်ကျရုပ်မာတဲ့ပုဂ္ဂိုလ်ကမျက်နှာမှာပေါ်လွန်ပါတယ်မှန်ပါလားမှန်ပါဗျာဘာနဲ့ဖုံလို့မရပါဘူးဗျာဘာနဲ့ဖိလို့မရပါဘူးဗျာဘာမလိုက်စိတ်လိုက်ပါဗျာဘောပါရလားမှန်ပါဗျာအဲကြောင့်ယုတ်လစိတ်လအိနလမှာဘယ်အလကိုအဓိကထားပြင်ရစိတ်လကိုအဓိကထားပြင်ရပါဗျာယုတ်လည်းမပြင်ရဘူးလို့မဆိုဘူးတော့ပြင်ရပါတသက်ရမပြင်ရင်ခင်ဗျားတို့အကွဲခံရမှာပေါ့ကိုမြင့်စော်ကြီးငယ်တုန်းနဲ့အခုနဲ့တူသေးသလားဟာပဲသူတော့လိမ့်မယ်ကိုမြင့်စော်ခင်ဗျားဇနီးမယားငယ်တုန်းကသိချောသိလာလိမ့်မယ်အခုတော့ဟာလာပါသည်ဩဒါကြောင့်လေကိုမြင့်စော်အောက်ထိုင်နေရတာကိုမမှတ်ဘူးခင်ဗျားမလဲနော်ဒါကြွေးမှုမရကြွေးမှုတွေလုံနေရတာမှန်ရလားမလှတာကိုလှတယ်ထင်နေတာကိုမချောတာကိုတဘာဝတိုင်းမမြင်တာလေဗျမှန်ရလားမှန်ပါဗျာဘလို့မမြင်တာတော့မလှတာကိုမလှဘူးလို့ပြောရတဲ့တက်တိတို့ယောက်ျားမျိုးသားတူကြီးမှာပြောရတဲ့တက်တိအေးအာစာရာကြီးရဲ့အေးကြောက်เสียကောင်းတယ်နော်လောကကြီးကမှန်ရလားမှန်ပါဗျာအဲ့တော့တော်ကောင်းကြီးများကြီးအလုံးကဝိပ္ပန္လာသသိမ့်တလွားတွေဖုံးလွှမ်းနေတော့မရှိတာကိုရှိတယ်တင်တယ်မလှတာကိုလှတယ်တင်တယ်တော်ကောင်းကြီးများကြီးမချောတာကိုချောတယ်တင်တယ်မှန်ရလားမှန်ပါဗျာအရှိတရားကိုမမြင်အောင်ဘယ်သူဖုံးထားတာလဲဆိုတော့မလေးဆက်သမုပ္ပါလေးတန်လေးနဲ့ပြောလိုက်တော့တစ်ကွက်ကထောက်ကြည့်လိုက်နံပါတ်1ဘာဟုတ်ပြောသလဲအဝိဇ္ဇာမရှိတာကိုမှန်ရလားမှန်ပါဗျာအဲ့ဒါတော်ကောင်းကြီးများကြီးမလှတာကိုဘယ်သူဖုံးလို့ဒါဆိုရင်ကိုမြင့်စောကြောင့်လားဝိဇ္ဇာကြောင့်လားဝိဇ္ဇာကြောင့်ပါဗျာဟန်ကြပြီအာဆရာကြီးမှန်လားမှန်ပါဗျာဒါဆိုရင်တော်ကြောင့်ငါသူတစ်ပါးယောက်ျားပုဂ္ဂိုလ်တတ္တဝါလှတာချောတာနတ်ပြင်မှာရှိသလားရှိပါဗျာဟောဒီလိုကြတော့လည်းသိတာပဲမှန်လားဩအတော်တော့ခက်နေပြီယောဂီကဲကောင်းပြီဗျာကျုပ်အများကြီးပြောကျင်တယ်ဗျာတို့တော်ကောင်းကြီးများကြီးဘာလို့လဲချိန်တိုင်းလေးနဲ့သွားနေတဲ့ကွာမပြီးမှလဲဆိုတယ်အခုဆက်သွားလိုက်တော့တော်ကောင်းကြီးများကြီးပြင်စရာဘယ်နှမျိုးတွေ့ရဘယ်လနဲ့ဘယ်လလဲဘယ်လကိုအဓိကထားရမလဲဘယ်လကိုဦးစားပေးပြင်ရမလဲကောင်းပြီတော်ကောင်းကြီးများကြီးရုပ်ကြည်ပြင်လို့ရှိရင်ပြဿနာတက်တယ်တဲ့ဗါတယ်တော့ဟဲ့မှတ်တယ်တော့ကိုပြင်းစောရေမှန်လားရုပ်ကြည်ပြင်းရင်စကလုံးလေးကရိုးရိုးလေးနဲ့ဆန်းတာပြုတ်ပါတယ်တော့ညရုပ်တရားတွေတိုင်းအလှတရားတွေတိုင်းပြင်းနေလို့ရှိရင်ရုပ်ကြည်ပြင်းနေရင်ပါတော့ယနေ့ကမ္ဘာလောကကြီးပြဿနာတက်နေတာရုပ်ကြည်ပြင်းနေလို့မှန်လားအမလီဦးတဲ့သူကလည်းပဲဦးတယ်လို့ကိုအခုကြည်လေကျုပ်တကကိုမင်းဆိုကိုတိုင်းကိုကဘာလို့တယ်လဲသူမိမကြီးဦးတယ်လို့မထင်ဘူးတဲ့ဟောမှန်လားမှန်ပါဗျာဘာလို့တယ်လဲဆိုတော့ရုပ်ကြည်ပြင်းနေလို့စိတ်ထဲကဘာလို့တယ်လဲလို့မေးတော့အဲ့ဒါပြဿနာတက်တော့မယ်ဒီလူတော့မှန်လားအရှိကိုအရှိတိုင်းမမြင်ရင်အမှန်ကိုအမှန်တိုင်းမမြင်လို့ရှိရင်ဘာလို့မှာတော့အယုံရင်တယောက်နှစ်ယောက်တည်းကိုမြင့်စော်ခင်ဗျတယောက်တည်းသွားရင်ခင်ဗျအိမ်ကတနေကုန်နေရင်ဖုံးမဆက်ပဲနေနိုင်တာလားအဲ့ဒါပြဿနာတက်မှာပေါ့မှန်လားအဲ့ဒါပြဿနာတက်လို့စိတ်မချလို့လေဗျမှန်လားအမလေး5ယောက်ျားကသူများနဲ့မတူဘူးအမလေးအခုကလေး2ယောက်ဘေးတာဖြစ်တာ3ယောက်ဘေးတာဖြစ်တာချောတုံးဟဲ့လာတုံးဟဲ့ဒီဘက်ကအမလေးစနိုက်ကြောအမလေးယောဂီမှန်လားစကလုံးတွေကမျိုးစုံနေအောင်မပေါ်ဘူးလားပေါ်ပါရဲ့ဗျာဒါရုပ်ကြည်ပြင်လို့ဘာတက်မှာတော့စိတ်ဓာတ်ပြင်းနေလို့ရှိရင်သူစိတ်မချစရာအကြောင်းရှိတယ်ရှိပါဗျာ
ကိုလည်းမယုံကြည်စရာအကြောင်းရှိသလားရှိပါဘူးဗျာအားကြောင့်ယုံကြည်ပြင်မနေနဲ့ဘာလဲပြင်အောင်ပါသဘောကျစရာမကောင်းဘူးလားကောင်းပါရဲ့ဗျာအားကြောင့်စိတ်ကိုပြင်မယ်ဆိုရင်တော့ငြိမ်းချမ်းမယ်တဲ့ဘာလဲတော့ဟဲ့စိတ်ကိုပြင်ရင်စိတ်ပြင်ရင်ငြိမ်းချမ်းမယ်ဘာလဲတော့ဟဲ့စိတ်ပြင်ရင်ငြိမ်းချမ်းပါပါဗျာရုပ်ပြင်ရင်ပြဿနာတတ်မယ်ရုပ်ပြင်ရင်ပြဿနာတတ်ပါပါဗျာအဲဆိုရင်တို့သူတော်ကောင်းများဘာပဲပြင်မလဲစိတ်ပြင်ပါပါဗျာပြင်နိုင်တော်မူကြပါစေမှန်လားမှန်ပါဗျာဘာကိုပြင်ရမလဲစိတ်ပြင်မှဘာဖြစ်မှာရုပ်ကိုပြင်ရင်အဲဆိုရင်ပြင်စရာဘယ်နှမျိုးပြီးသွားဆက်သွားလိုက်လူမိုက်ကြီးဘယ်နှဦးတဲ့တော့ပြောရင်လူမိုက်ကြီးဘယ်နှဦးတဲ့တော့ဟဲ့နံပါတ်1လူမိုက်ကြီးကအပြစ်ရှိတာကိုရှိတယ်လို့မမြင်တဲ့လူမိုက်ဘာလဲတော့ဟဲ့အပြစ်ရှိတာကိုရှိတယ်လို့မမြင်တဲ့လူမိုက်ပါဗျာကိုမမြင်နေဘူးအပြစ်ရှိတာငါရှိလိုက်တာအပြစ်တွေလောက်ထားတာကိုလုံးတယ်လို့ဝန်ခံရတဲ့တက်တည်လည်းမရှိဘူးကိုလည်းမခံယူဘူးငါမှန်တယ်ပဲထင်နေတာလူမိုက်မှန်ရလားအမှန်တကယ်တော့မှားနေတာမိုက်နေတာအမှားကြီးလည်းကျူးလွန်ထားသေးတယ်ကိုလည်းပဲဘာလို့လဲမှန်တယ်လို့လည်းထင်နေတယ်ကိုဩသဘောတရားကထားပါတော့ဗျလင်မယားလည်းရောက်ပြဿနာတက်တယ်ကိုကမူးယူလာလို့အိမ်ရောက်တော့ရံဖြစ်တယ်ရံဖြစ်ခံတဲ့သူကအိမ်ကနေရံထောင်တဲ့သူကအဓိကမိုက်တာလားတောက်လာမူးလာတဲ့သူကအဓိကမိုက်တာလားမှန်ရလားအဲ့ဒါအိမ်ကဇနီးမယားကပြောတော့ကြတော့ဘာလို့တလဲလို့မေးတော့သူကိုယ်သူအပြစ်မရှိတယ်မတင်ဘူးငါတကယ်ချင်းပေါင်းနေနေငါစီးပွားရေးလုပ်နေတာငါဘာလုပ်နေတာငါဘာလုပ်နေရတယ်ဆိုတော့မှန်လားသဘောပါရလားငါရောလဲရလားသူကိုယ်သူအပြစ်ကိုမရှိဘူးဇင်းလုံးချောကြီးလို့ထင်နေတာမှန်လားအားကြောင့်ကိုဝန်ခံရတဲ့တတိငါအပြစ်ရှိတယ်လို့မမြင်ဘူးအပြစ်ရှိတယ်လို့မထင်ဘူးဆိုလို့ရှိရင်အဲ့ဒါလူမိုက်မှန်လားကောင်းကြမို့သိကောင်းတဲ့စာစုပဲဗျမှန်လားငါအပြစ်ရှိတယ်လို့မထင်ဘူးငါမှန်တယ်လို့ထင်တယ်လို့ရှိရင်အဲ့ဒါဘာတော့လူမိုက်ပဲတဲ့ဒါကြောင့်တော်ကြီးများရဲ့အဲ့ဒီလူမိုက်ကဘာတွေကျူးလွန်တယ်လဲလို့မေးရင်ကံ၃ပါးကျူးလွန်တာဘာလဲတော့ကံ၃ပါးကျူးလွန်တာပါဗျာကာယကံရဲ့ဝစီကံရဲ့မနောကံပြန်ပြောပါအောင်ဟဲ့ကိုမူရနဲ့လည်းပဲမားတယ်နှုတ်အမူရနဲ့လည်းပဲမားတယ်စိတ်အမူရနဲ့လည်းပဲမားတာကို तू မမားဘူး तू မှန်တယ်ပဲထင်တာ तू အပြစ်မရှိဘူး तू အပြစ်ကင်းတယ်ပဲထင်နေတဲ့ပုဂ္ဂိုလ်ကိုဘယ်လိုပြောလဲလူမိုက်မှန်လားမှန်ပါဗျာလူမိုက်ရှိတူနံပါတ်3နံပါတ်1တူရမသွားဘူးလားမှန်ပါဗျာနံပါတ်2တူကကြတော့တရားအတိုင်းဆိုဆုံးမနေတာကိုလက်မခံတဲ့လူမိုက်တဲ့ဗါတယ်တော့ဟဲ့တရားဟေးကိုမြင့်စော်ကြီးဒါကမကောင်းဘူးဟေးသူများအသက်တက်ဒါမကောင်းဘူးဟဲ့သူများဥစ္စာမကောင်းခိုးဒါမကောင်းဘူးဟဲ့သူများသားမယားစောကားပြမဒါမကောင်းဘူးဟဲ့လိန်ညာပြောတာမဟုတ်မကောင်းဘူးဟဲ့တေရီသေးရဲ့တောက်စားတာမကောင်းဘူးဟဲ့ဂုံတိုက်ဒါမကောင်းဘူးဟဲ့အသင်းပြောဒါမကောင်းဘူးဟဲ့ဆိုပြီးတော့မြတ်စွာဘုရားအတိုင်းဟောတဲ့ဒေသနာတိုင်းအရှိကိုအရှိတိုင်းဟောနေတာမှန်လားအရှိကိုအရှိတိုင်းဟောနေတာကိုတော်ကောင်းကြီးများကြီးဘာလို့တလဲအဲ့ဒီအရှိကိုအရှိတိုင်းဟောတာကိုစိုးဆုံးမရတာကိုမနာယူဘူးစိုးဆုံးမတာကိုလက်မခံဘူးမှန်လားမှန်ပါဗျာအဲ့ဒါဘာလို့တလဲလို့မေးရင်သူကပဲမှန်တယ်စိုးဆုံးမတဲ့အတိုင်းကဘုရားတရားမှာဘုရားတရားတွေကမဟုတ်ဘူးသူအာဟော်တွေလျှောက်ပြောနေတာဟာတရားကဒဲ့ပဲဗျမြတ်စွာဘုရားတရားကဒဲ့ပဲဗျမှန်လားမှန်ပါဗျာကိုကစောင့်နေတော့ကိုရွဲ့ဟောတယ်ထင်တာပေါ့မှန်ပါဗျာမှန်လားဘုရားဟောတရားတိုင်းပြောနေတာပဲဘုရားဟောတရားတိုင်းပဲတော်ကောင်းကြီးမြတ်ကြီးသင်မြနေတာပဲဒါကိုကိုယ်စိတ်ကအဲ့ဒါလိုဖြစ်နေတော့ဩဒီတရားကငါရွဲ့ဟောနေတဲ့တရားပါလို့မှန်လားကိုယ်စိတ်ကတော်ကောင်းကြီးမြတ်ကြီးအမှန်ပြောနေတာလက်ခံကျင်တဲ့စိတ်ကမရှိဘူးမှားနေတာကိုမှားတယ်လို့ပြုပြင်ခြင်းစိတ်ကမရှိဘူးအဲ့တော့ဘာလို့တလဲလို့ဆိုတော့ကိုယ်ရွဲ့ဟောနေတယ်ထင်နေတာအမှန်တကယ်တော့တရားကရွဲ့တာလားကိုယ်ကရွဲ့နေတာတပည့်တော်တို့ကရွဲ့နေတဲ့လှုပ်ဆန်းပါဘယ်သူကရွဲ့နေရတော့သဘောပါရလားတရားကရွဲ့သလားစောင်းသလားရွဲ့သလားတရားရဲ့သဘောကအမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းပဲတရားကဒင်ဟောတာတရားကဒင်ပြောတာတရားကဒင်သဘောပဲမှန်ရလားမှားနိုင်မှာမလားလွဲနိုင်မှာမလား
ဘဒုတရားဖြစ်နေလို့လဲမြတ်စွာဘုရားတရားဖြစ်နေလို့ဗျဘဒုတရားဖြစ်နေလို့လဲအဲ့ဒါကိုကရွဲ့နေတော့ကိုကစောင်းနေတော့အဲ့ဒီတရားကကိုနဲ့တိုက်ဆိုင်နေတော့ကိုခံယူချက်ကိုစိတ်ကဖြစ်တည်နေတာနဲ့ကိုက်ညိနေတော့ကျတော့ဩဘုန်းကြီးကလည်းငါမြန်တဲ့ဟောနေသလားမသိဘူးငါမြန်ဘာရန်ညွနေတယ်မြန်ဟောနေတယ်လည်းမသိဘူးလို့ဘုမင်းဆိုဒီလိုလဲပဲခံယူတတ်တယ်တဲ့မှန်ရလားအဲ့တော့တော်ကောင်းကြီးမြတ်ကြီးတရားကရွဲ့နေတာလားကိုကရွဲ့နေလားအေးဒါလေးပဲလည်းပဲသတိပြုစေခြင်းနဲ့မှန်ရလားအဲကြောင့်တရားအတိုင်းဆိုဆုံးမတာကိုလက်မခံတတ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဗါတဲ့တော့လူမိုက်ဘယ်နှမျိုးလဲနံပါတ်1ကအပြည့်ရှိတာကိုရှိတယ်လို့မမြင်နဲ့လူမိုက်နံပါတ်2ကတရားအတိုင်းဆိုဆုံးမတာကိုလက်မခံတဲ့လူမိုက်ဘယ်နှမျိုးလဲပြန်ပြောပါဦးဘယ်နှမျိုးလဲအဲဆိုရင်တော်ကြီးများရေလူမိုက်ကြီးနှစ်ဦးလည်းပဲပြီးမသွားဘူးလားနောက်တစ်မျိုးဆက်သွားချိန်တိုင်းနဲ့နေတဲ့တော်ကြီးများရေနောက်တစ်မျိုးကပါတယ်လေလူဘဝအလှပြည့်ကြောင်းတရား၅ပါးပြန်ပြောပါဦးဒါလေးလည်းတေချာကောင်းစည်းလေးတွေနဲ့ဦးဇင်းတို့ကကြာကြာနာနာလေးတီးတက်တက်လေးဖြစ်အောင်လို့မို့လို့တော်ကောင်းကြီးများကြီးပြောနေပါတယ်ဗျမှန်ရလားတရားဆိုတာနာပြီးရင်မေ့မပြေရဘူးမေ့မပြေရဘူးထက်ကသတိသိပေးနေပါတယ်တော်ကောင်းကြီးများမှန်လားဟောတဲ့သူလည်းပဲတော်ကောင်းကြီးများကြီးအားလို့ရလို့ထိုင်ပြီးတော့တော်ကောင်းကြီးများကြီးပြောနေတာမဟုတ်ဘူးဗျမှန်လားကျေးဇူးများလွန်တော်ကောင်းကြီးများမသိသေးတာတွေသိအောင်သိလာလို့ရှိရင်ပြင်ဆင်နိုင်အောင်ပြင်ဆင်လာလို့ရှိရင်ဘဝတိုးတက်ပြီးတော့ဦးဇင်းတို့လူနေတဲ့ပစ္စည်းလေးပါစွန့်တင်ကန်းကြောင်းစည်းတွေတော်ကောင်းကြီးများကြီးလူနေတဲ့တရားဓမ္မတွေကိုတရားနဲ့ကျေးဇူးဆက်ချင်လွန်းပင်ပန်းခံပြီးပြောနေပါတယ်လို့မှန်လားဘုရားတော်တွေကလည်းရိုးရိုးသေးသေးလေးလေးစားစားမျက်မျက်နှုံးနဲ့မတ်သားသားနဲ့နားပြီးတော့ကျင့်ကြံကြိုးစားပွားများအားထုတ်ကြရမယ်ဆိုတာမသေးကြဘူးလားသိကြပါရဲ့ဗျာအားကြောင့်တာဝန်ကိုစီရှိတဲ့အဲမှာဟောတဲ့ဘက်ကလည်းပဲတာဝန်မကြံရအောင်နားတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်းပဲတာဝန်မကြံရအောင်နားယူဖို့မလိုဘူးလားမှန်ပါရဲ့ဗျာဟောမိတော်ကြီးများရဲ့လူဘဝအလှပြည့်ကြောင်းတရားဘယ်နှပါလဲမှန်ပါဗျာနံပါတ်1လောဘကြီးတဲ့စိတ်တယ်ဗါတယ်တော့ဟဲ့လောဘကြီးတဲ့စိတ်ပါဗျာမှန်တော့တော်ကောင်းကြီးများရဲ့လူဘဝအလှပြတ်ကြောင်းတရားတဲ့၅ပါးတယ်ဗျလူဘဝဘာပြတ်ကြောင်းတရား၅ပါးနံပါတ်1ကအကျေသဝမပြောတော့ဘူးလောဘနဲ့ပတ်သက်လို့မှန်ရလားမှန်ပါဗျာနံပါတ်2ကဒေါသကြီးတဲ့စိတ်တယ်နံပါတ်2ကဒေါသကြီးတဲ့စိတ်ပါဗျာအဲ့ဒါလည်းပဲဘာပြတ်တတ်တော့အလှပြတ်တတ်တယ်နံပါတ်3ကမာနမာနကြီးတဲ့စိတ်တဲ့နံပါတ်3ကဒါလည်းပဲမပြတ်တတ်တယ်ဘယ်ဘဝအလှပြတ်ကောင်းစည်းလေးကိုပြန်မှတ်မိအောင်မှတ်ထားရတယ်တရားဓမ္မများရဲ့မှန်လားမှန်ပါဗျာဒီလိုပြောနေတဲ့ကောင်းစည်းလေးကလူဘဝအလှပြတ်ကြောင်းတရားဘယ်နှပါတော့လူဘဝအလှပြတ်ကြောင်းတရားဘယ်နှပါတော့နံပါတ်1ကနံပါတ်2ကနံပါတ်3ကနံပါတ်4ကမနာလိုစိတ်များတဲ့စိတ်တဲ့ဗါလေတော့ဟဲ့မနာလိုစိတ်များတဲ့စိတ်ပါဗျာအဲ့ဒါအိတ်တာတရားပေါ့ဗျာမှန်ရလားမှန်ပါဗျာဒါလည်းပဲတော်တော်ကြီးများကြီးဘယ်ဘဝအလှပြတ်ကြောင်းလေးရတော့ဘယ်နှမျိုးရတော့မမီစေခြင်းလို့တစ်ခေါက်ပြန်ပြောပါဦးနံပါတ်1ကလောဘကြီးတဲ့စိတ်ဒေါသကြီးတဲ့စိတ်မာနကြီးတဲ့စိတ်မနာလိုစိတ်များခြင်းနောက်တစ်ခုကဝန်တိုစိတ်များခြင်းတဲ့နောက်တစ်ခုကဝန်တိုစိတ်များခြင်းပါဗျာအလှပြည့်ကြောင်းတရားဘယ်နှပါလဲမှန်ပါဗျာဒါလေးဆိုတော့ကောင်းကြီးများကြီးကောင်းကောင်းလေးသိဖို့မလိုအပ်ဘူးလားလိုအပ်ပါတယ်ဗျာဘလောက်ပဲရုပ်ပိုင်းဆိုင်ရာတွေအလှပြင်းပြင်းစိတ်ဓာတ်ပိုင်းဆိုင်ရာကအဲ့ဒီတရားတွေချွတ်ယွန်းနေတယ်ဆိုရင်တော့ခင်ဗျားတို့ဘလောက်ပဲပြင်းမိုးထီအောင်ပြင်းအကောင်းဆုံးမိတ်ကက်ဆရာတွေနဲ့ပြင်းတော်ကောင်းကြီးများကြီးအလွန်ဆုံးလာ2နာရီပေါ့အလွန်ဆုံးလာ3နာရီပေါ့မှန်ရလားမှန်ပါဗျာသဘောမှန်ရလားမှန်ပါဗျာဒီမိတ်ကက်တွေနဲ့ဘုဒ္ဓံဖိထားပြီးမယ်လို့လည်းပဲတော်ကောင်းကြီးများဒီယုတ်ကြီးကမပေါ်လာမလားပေါ်လာမလားပေါ်လာပါဗျာသဘောမှန်ရလားမှန်ပါဗျာနာရောလေရဲ့လားလေပါဗျာအဲကြောင့်လူဘဝအလှပြည့်စေတဲ့တရားဘယ်နှပါလဲမှန်ပါဗျာမမီအောင်ပြန်ပြောပါအောင်ဗျာလောဘကြီးတဲ့စိတ်ဒေါသကြီးတဲ့စိတ်
နာလိုစိတ်ဝန်တိုစိတ်ဒီလိုလေးမှတ်လိုက်တော့ခေါ်လို့ကောင်းသွားတာပေါ့မှန်ရလားမှန်ပါဗျာကဲပြန်ပြောပါဦးဗျာလောဘရှိတဲ့စိတ်ဒေါသရှိတဲ့စိတ်လောကကြီးအလှပြည့်ကြောင်းတရားလူဘဝအလှပြည့်ကြောင်းတရားဘယ်နှပါလဲအဲ့ဒီ၅ပါးတခါကြီးတခါမကြီးများရဲ့တို့တခါတခါမတို့ရဲ့တဏ္ဍာမှာရှိမရှိမသူကိုယ်တိုင်သိနိုင်တော့ရှိရင်မရှိရင်ဘယ်လိုကြည့်ရမှာတော့ဒုက္ခပဲမရှိရင်မရှိအောင်လုပ်ရမှာပေါ့ဝမ်းမလာအောင်သားစီပိတ်ပင်ရမယ်ဆိုတာမသိကြဘူးလားသိကြပါတယ်ဗျာကောင်းတဲ့တရားတွေမို့လို့လားမကောင်းတဲ့တရားတွေမို့လို့လားကဲကောင်းပြီဆက်သွားလိုက်တော့ကောင်းကြီးများရေကောင်းစီလေးပြောတဲ့ထဲမှာလူနဲ့ချစ်ခင်ကြောင်းတရားဘယ်နှပါလဲ၈ပါးကဏ္ဍဆိုမှတ်မိတယ်ဒါကြမမှတ်မိဘူးခင်ဗျားတို့မလဲလေအပိုင်နာပြီးလိုက်တဲ့ကဏ္ဍဆိုမမေ့ဘူးသဘောပါရဲ့လားပါဗျာဒါမျိုးကြမှတ်အကောင်းမှမသိဘူးမှန်လားမှန်ပါဗျာအဲ့ဒါအခုပြောနေတဲ့ဥစ္စာကဘာလို့တလဲ2-5-8-1ဘာလဲတော့ဟဲ့အပိုင်မျိုးကိုမင်းဆိုရင်ခင်ဗျာဘွယ်ဒီဝါသနာပါတော့တယ်လက်တို့လိုက်အိုးအခုပြောနေတယ်ပြင်းစရာဘယ်နှမျိုးပြောလဲပြင်းစရာလူမိုက်ကြီးကလူဘဝအလှပြတ်ကြောင်းက2-5ဟုတ်တယ်မို့လားအခုဘာလို့တလဲလို့ဆိုတော့လူနဲ့ချစ်ခင်ကြောင်းတရားကဘယ်နှပါလဲအဲ့ဒီ၈ပါးနဲ့ပေါင်းလိုက်တော့2-5-8ခဏလေးရက်ထားအောင်ခဏလေးရက်ထားအောင်ခဏန်းနေတအားလိုချင်မနေနဲ့အိုးယောဂီများသဘောပါရဲ့လားပါပါဗျာအဲဆိုရင်လူနဲ့ချစ်ခင်ကြောင်းတရား၈ပါးကဘာလဲလို့မေးတော့နံပါတ်1ပိယဝါစာတဲ့ဘာလဲတော့ဟဲ့ပိယဝါစာပါဗျာချိုသားသားပြောဆိုရမယ်ဘာလဲတော့ဟဲ့လူတွေနဲ့တွေချစ်ခင်ကြောင်းတရား၈ပါးထဲမှာနံပါတ်1ကဘယ်လိုပြောမလဲနံပါတ်2ကစာကားတဲ့နံပါတ်2ကစာပါဗျာဘေးကင်းစွန့်ကြဲရမယ်တဲ့ဘာလဲတော့ဟဲ့ဘေးကင်းစွန့်ကြဲရမှာပါဗျာဘယ်နှမျိုးရတော့ဒီ၈ပါးကတော့ခင်ဗျားတို့တွေရှောင်ရမှာလားဆောင်ရမှာလားဒါကမှများပြောရေးဆောင်ရမှာလားရှောင်ရမှာလားဆောင်ရမယ်တရားဖြစ်လေသောကြောင့်မမှတ်မိမှဆိုလို့နံပါတ်1ကနံပါတ်2ကနံပါတ်3ကပရဟိတတဲ့ဘာလဲတော့ဟဲ့အများကောင်းကျိုးဆောင်ရွက်ရမယ်တဲ့ဘာလဲတော့ဟဲ့ဘယ်နှမျိုးရတော့ကျန်ကျန်တန်တန်ပြောတဲ့ပုဂ္ဂိုလ်ကိုလူရောချစ်ပါမလားချစ်ပါပါဗျာလူမမချစ်ရင်နိုင်ရောချစ်ပါပါဗျာဘောပါရလားပါပါဗျာလောကကြီးကမြတ်မှတာတာလေးဗျာမမြတ်ရင်မတာတော့တော်ကောင်းကြီးများကြီးပေးကမ်းစွန့်ကြဲမှုမှမလို့လိုချင်တာကြီးပဲပေးဖို့ကမ်းဖို့ကြတော့မသိဘူးသူစီရပဲလိုချင်တယ်ကိုယ်စီရပေးရကောင်းမှမသိတဲ့ပုဂ္ဂိုလ်တွေကြတော့လောကကြီးလူတွေကချစ်ပါမလားချစ်ပါပါဗျာလူမချစ်ရင်နဲ့လဲချစ်ပါဗျာနှမျောမနေနဲ့လို့ပြောတာသူများဟာကြီးလိုချင်မနေနဲ့လို့ပြောတာမှန်ရလားမှန်ပါဗျာကိုယ်ဟာလည်းပဲပေးမှဘာကချစ်မှာလူရောသဘောပါရလားလက်ချစ်တာမချစ်တာကကိုမြင်ရတာမဟုတ်ဘူးလူချစ်တာမချစ်တာရကြတော့သဘောပါရလားမကောင်းတာလှုပ်တာကောင်းတာလှုပ်တာကြတော့ကိုနဲ့နဲ့နဲ့မတည်ဘူးလားမကောင်းတာကောင်းတာလှုပ်တာကြတော့တခြားလူတွေကတည်နိုင်မှာမလားအေးဒါလေးတွေလည်းပဲကွဲပြားသိဖို့လိုတာပေါ့တော်ကောင်းကြီးများကြီးပေးကမ်းစွန့်ကြဲလို့ရှိရင်တော်ကောင်းကြီးများကြီးအောင်မြင်တယ်တဲ့လူချစ်တယ်နတ်ချစ်တယ်တဲ့မှန်ရလားမှန်ပါဗျာအဲကြောင့်ယူရမှာတွေယူခြင်းစိတ်တွေများနေရမှာလားပေးခြင်းစိတ်တွေများနေရမှာပေးခြင်းစိတ်တွေများနေရမှာပါဗျာအခုဒီတရားတွေနာရတဲ့အခါကျတော့ပေးခြင်းစိတ်တွေမများဘူးလားများပါတယ်ဗျာများလို့မို့လို့လည်းပဲတော်ကောင်းကြီးများကြီးတန်ဖိုးထမြင်လို့တဲ့အရာတွေကိုများများစားနိုင်လိုက်ဝရတနာတွေများစွာတွေဘုရားကြီးဦးဇင်းတို့ရဲ့ဒီမှာကျောင်းတက်ကြီးမှာပစ္စည်းလေးပါးတွေထောက်ပံ့လူတန်းစက္ကန့်နေကြတယ်ဆိုတော့မသေးကြဘူးလားသိပါပါတယ်ဗျာကောင်းပြီတော်ကောင်းကြီးများကြီးယူတဲ့သူနဲ့လူတဲ့သူဘယ်သူတွေများတော့ရေပြောလေယူတဲ့သူနဲ့လူတဲ့သူနဲ့ဘယ်သူကများတော့သဘောပါရလားအဲ့တော့ဘေးကန်းစွန့်ကြဲခြင်းရလည်းပဲတော်ကောင်းကြီးများကြီးလူလဲချစ်တယ်နတ်လဲချစ်အဲ့ကြောင့်ဘေးကန်းများများစွန့်ကြဲဖို့မအရေးမကြီးဘူးလားဘယ်နှမျိုးရတော့ပရာဟိတများကောင်းကျိုးဆောင်ရွက်ရမယ်လို့လည်းမပြောဘူးလား
ကိုကျိုးကြည့်လည်းပဲကိုမြင့်စော်ကြီးလုံမနေနဲ့တဲ့ဗျမှန်လားကိုချမ်းသာဖို့ကြီးလည်းပဲလုံမနေနဲ့တဲ့ရဲရေးရွာရေးတိုင်းရေးပြည်ရေးကျောင်းကံမရမျိုးဘာသာသာသနာတို့သာသနာတော်ကြီးတို့ဆောင်ရှောင်းပါဟေးကျောင်းကံမရဘာတွေလုံးเสียရှိသလဲတပြည့်စည်းလဲเสียရှိသလားရေခက်เสียရှိသလားတန်ရှင်းလုံးเสียရှိသလားဝေယဝဇ္ဇာတွေလည်းမများစွာလုပ်ပြီးတော့ပရိဟိတတွေများစွာလုပ်ရမယ်လို့ပြောတာဗျာမှန်ရလားမှန်ပါဗျာဒါဆိုရင်လူချစ်တယ်နတ်ချစ်တယ်လို့မပြောဘူးလားပြောပါတယ်ဗျာသဘောပါရလားပါပါတယ်ဗျာဒါဆိုရင်ယနေ့စကားလုံးလေးနဲ့ပြန်သုံးလိုက်တော့ကြောက်လားအများအကျိုးဆောင်အများအကျိုးမဆောင်ဒါဆိုရင်ကိုကျိုးမအောင်နေတဲ့ပုံကိုယ်တွေတညီတဲ့ညီတညောင်နဲ့ညောင်နေတဲ့သူတွေကဘာကျိုးမအောင်မဆောင်လို့လဲအများအကျိုးဆောင်လို့ပါဗျာညီးကျင်နေသလားညီးပါဗျာမလီကိုရောကြီးလူကျင်နေကိုရောရဲ့သိလားမလီသူများတွေလူရမြင်ရတော့အားကြတယ်ကိုရောရဲ့ခေတ်ကာလကလည်းကိုတော်သိတဲ့အတိုင်းပဲလေဗန်ဒီကလည်းထုတ်မရကိုဘက်ကတမျိုးနဲ့ကိုစစ်ကတမျိုးနဲ့အမလီအမျိုးမျိုးကိုတော်ရဲ့အမလီသူများတွေလူတာတပည့်တော်အဝေးကနေပဲသာဓုခေါ်နေရတယ်ကိုတော်သိလားတပည့်တော်ကလူချင်းတာနော်တခါတခါမဗျာလူချင်းတယ်လို့ပြောလိုက်တဲ့ပုဂ္ဂိုလ်ကြီးတွေကြည့်လိုက်တော့လည်းပဲဆွဲကြိုးကုန်းကြီးတွေလက်ကောက်ကြီးတွေကတကားကားနဲ့နော်ဗဇက်ကပဲပြောနေတယ်လက်ကမပါဘူးဆိုတဲ့သဘောလားမသိနော်ယောဂီသဘောပါရလားအမလေးအပြောကတော့ကောင်းတယ်နော်အပြောကတော့ကောင်းတယ်မနှောတွေသဘောတွေကကောင်းတယ်တော်ကောင်းကြီးများရေမှန်လားမှန်ပါဗျာဘာဖြစ်မဲ့လို့ကိုတိလက်ရောက်ကြတော့ပါသလားဆိုတော့မှန်ပါဗျာအပအောင်ကြိုးစားအောင်ပါအောင်ကြိုးစားအောင်မှန်လားမှန်ပါဗျာအမလေးဗမာပေကြီးဖြစ်ပြနေတာဟေးပြစ်လိုက်ကြတာဒုက္ခတွေရောက်နေလိုက်တာဒုက္ခကောင်းကောင်းမှအခုတရားနာရတဲ့သူများတွေမြတ်တော်တယ်အမလေးသွားနေလာနေရတာပြေးနေလွှမ်းနေရတာဟဲ့စားခြင်းနိုင်မစားရဘူးအိတ်ခြင်းနိုင်မအိတ်ရဘူးဝတ်ခြင်းနိုင်မဝတ်ရဘူးဟဲ့တို့ကတော့တရားနေနာနေရတာစတောင်းနေရတာဟိုမှာမစားနိုင်မိတ်နေတနာစီရကောင်းလိုက်တာဟဲ့ဆိုပြီးတော့ကိုစားနေတဲ့သမင်းပကံထဲကနေပြီးမြန်ဝတ်သားတော့ဘယ်နှသုံးဖဲ့ပေးမယ်စိတ်ကူးတော့ဒါကလည်းမမြတ်သဘောပါရလားအော်ဒုက္ခသရကောင်းကြီးများရေတဘောနဲ့မနှောပဲကောင်းနေတာပဲဘာလဲတော့ဟဲ့ဩကံလေးနဲ့ထည့်ပြောလိုက်တော့ဝစီကံနဲ့မနောကံနဲ့ပဲကောင်းနေတာဘာလဲတော့ဟဲ့ဝစီကံနဲ့မနောကံနဲ့ကောင်းနေတာပါဗျာတနာစရာကောင်းလိုက်တာအေးငါတို့မလဲမလေးတို့စီနေတာမှလို့တယ်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့မပူရတာဟုတ်မလဲသူများနေမြန်ပြေးလွှာနေတာဟဲ့တနာစရာဟဲ့ကြည်ရတာမြင်ရတာမကောင်းဘူးဟဲ့စိတ်ကရာရောက်နေတာတော်ကောင်းကြီးများကြီးလက်ကပါသလားဆိုတော့ပါပါဗျာရှားပါလိမ့်မယ်ခင်ဗျားတို့တွေလူချင်းနဲ့ချမ်းသာဒုက္ခကြီးတွေရပါလိမ့်မယ်ခင်ဗျားတို့တွေမှန်ရလားမှန်ပါဗျာအမလေးကိုဖြစ်ကိုပခံတူဖြစ်ဒုက္ခံမဲ့ဟဲ့မြတ်စွာဘုရားကဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါတွေတော်ကောင်းကြီးများကြီးလဲနေရင်အားငယ်နေရင်အခုတော့လဲနေလဲပဲသေလေးလှုပ်ချင်အောင်ဟဲ့ဆိုပြီးတော့ဒီလိုတွေကဓမ္မကများတယ်မှန်ရလားမှန်ပါဗျာဟိုတော့ကဗမာလူမျိုးကအားငယ်ရင်မပေးရမှာအခုအားပေးဖို့နေသားမလေးကိုယ်တိုင်နဲ့ကိုယ်ကတို့ကအဲ့ဒါကြောင့်မလို့အစတည်းဟင်းအင်းကိုလုံးမကိုစားရတာဟေးအမလီဟေးကကြွေးကြော်လိုက်သေးတာတခါတခါမှမြတ်သဘောပါရလားပါပါဗျာဩနိုင်ငံရေးတရားကျုပ်ဟောနေတာမဟုတ်ပါဘူးဗျလူအမျိုးမျိုးစိတ်ရဖုံဖုံပါဗျာကိုခံယူချက်နဲ့ကိုပါတို့တော်တော်ကောင်းကြီးရှိတဲ့ရှိတိုက်တဲ့စိတ်ထားလေးတွေရှိတဲ့ရှိတိုက်တဲ့သဘောလေးတွေလှုပ်တဲ့လှုပ်တိုက်လေးတဲ့တော်ကောင်းကြီးများရေမနှောလေးတွေကိုအမူအရာနှုတ်မူအရာလေးတွေတော့ယဉ်ကျေးဖို့မကောင်းဘူးလားမှန်ပါဗျာသဘောပါရလားတော်ကောင်းကြီးများရေယနေ့ကမ္ဘာလောကကြီးကသေနေတာကိုဝမ်းသာတဲ့လူမျိုးကတော်ကောင်းကြီးများရေတို့ဗမာလူမျိုးဟိုတုန်းကမရှိခဲ့ဘူးအဲ့တော့ဒါလေးတွေလည်းပဲစင်ကြင်မှုကောင်းတဲ့တော်ကောင်းကြီးရေလူတစ်ယောက်နဲ့တစ်ယောက်ကအစွန်းရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒါဘာလို့တလဲလို့မေးရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဝတ်ကြွေးတော်ဝိပတ်တော်ထဲမှာကြည့်လိုက်ဟိုမှာငါးဖမ်းနေတဲ့တန်ဃာတွေငါးဖမ်းလာတဲ့ငါးကပြောလက်ပလက်နဲ့ရေပေါ်ကနေကုန်းပေါ်တင်တော့အဲ့ဒါလေးကိုမြတ်စွာဘုရားအလောင်းကကြည်ပြီးတော့ဝမ်းသာတာကလေးဆိုတော့ဟာကြည်ရတာမြင်ကွန်းလေးကဘာလို့တလဲသူများဘာလို့တလဲဒုက္ခရောက်နေတာကိုမြတ်စွာဘုရားဘာလို့တလဲဝမ်းသာခဲ့ဘူးတဲ့ဖယားဖြစ်တော့ကြတော့ဘာကြိုက်မှန်ရလားဝတ်ကြွေးတွေတော့ကြောက်เสียကောင်းတယ်မှန်ရလားသတိထားเสียကောင်းတယ်တော်ကောင်းကြီးများရဲ့အဲ့ဒါလေးတွေတို့ဗမာပြည်ကဒကာဒကမတွေတို့နယ်ကဒကာဒကမတွေအဲ့ဒီထဲမှာပါစေနေအောင်သ
သူများဒုက္ခရောက်နေတာကိုဝမ်းတာဓာတ်တဲ့စိတ်ရင်းနှလုံးရင်းဟာတော်ကောင်းကြီးများကြီးဒါဟာအမှန်တရားလုံနေတယ်လို့ပြောလို့မရဘူးမှန်လားကျုံနိုင်ငံရေးတရားဟောနေတာမဟုတ်ဘူးနိုင်ငံရေးနားမလည်ဘူးနိုင်ငံရေးပရိယေလည်းမကြွယ်ဝဘူးတော်ကောင်းကြီးများကြီးမှန်လားဗုဒ္ဓရဲ့ရှုထောင့်ဓမ္မရဲ့ရှုထောင့်ကနေပြီးတော့ဗုဒ္ဓဟောတဲ့တရားရှုထောင့်ကနေပြီးတော့သင်ပြခြင်းဖြစ်ပါတယ်မှန်လားအဲ့တော့တော်ကောင်းကြီးများကြီးဗုဒ္ဓဘာသာရဲ့အဆုံးအမဘုရားရဲ့အဆုံးအမဟာသူများချမ်းသာရင်သူများတွေအစဉ်ပြေရင်ဝမ်းသာရမယ်သူများဒုက္ခရောက်နေရင်ဘာလို့လဲဘလို့ကူညီရမလဲဘလို့ထောက်ပံ့ရမလဲဆိုတဲ့စိတ်ကောင်းနှလုံးကောင်းမွေးရမယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာအခုတော့ကိုလူမျိုးချင်းချင်းဘာလို့လဲအာဂန္တယဉ်ညိုးတွေဖွဲ့ပြီးတော့တော်ကောင်းကြီးများကြီးတစ်ဖက်နဲ့တစ်ဖက်အမုန်းအာဂန္တတွေပွားပြီးတော့တော်ကောင်းကြီးများကြီးအမှန်တရားကိုရှာရင်းနဲ့တို့ဘာမှနိုင်ငံကဒါဂရကမတွေဘာလို့လဲသံဃာတွေပြမတတ်တဲ့အကျင့်တွေဖြစ်လာပြီးသူများသေးတာကိုဝမ်းသာရတဲ့အကျင့်တွေဖြစ်လာပြီးသူများမှမဟုတ်ဘူးကျွတ်တို့ကိုဖြစ်ဖူးတယ်မှန်လားအမလေးဟောနေတဲ့ဘုန်းကြီးလည်းဖြစ်ဖူးတယ်ဒါပေမဲ့လို့ကိုတတိပြန်သိရင်ဩဒီစိတ်ကမဖြစ်ကောင်းတဲ့စိတ်ပဲဒီတရားကမဖြစ်ကောင်းတဲ့စိတ်ပဲဒီတဏ္ဍာငါတို့ရဲ့ဒီစိတ်တွေကငါတို့တဏ္ဍာမှာမရှိတဲ့စိတ်နေတဲ့ဘောဓာတွေပဲလို့ကိုတတိပေးပြီးမဆုံးမရဘူးလားဆုံးပါပါဗျာတော့ပါရလားပါပါဗျာတို့လောကကြီးကမကောင်းတဲ့သူကိုလိုရှိတာလားကောင်းတဲ့သူကိုလိုရှိတာကောင်းတဲ့သူကိုလိုရှိတာပါဗျာမမှန်တဲ့သူကိုလိုရှိတာလားမှန်တဲ့သူကိုလိုရှိတာမှန်တဲ့သူကိုလိုရှိတာပါဗျာအဲ့ဒါလောကကြီးရဲ့လူသားတွေရဲ့ခံယူချက်ပဲတို့တော်ကောင်းကြီးများကြီးအကြောင်းကောင်းမှာကျိုးကောင်းပါပါဗျာအကြောင်းမကောင်းရင်ကျိုးကောင်းပါဗျာဒါကကျတော့လောကုတ္တရာရှုထောင့်ကဗုဒ္ဓရဲ့ရှုထောင့်ကနေပြီးတော့တရားဒေသနာတော်နဲ့တိုက်ပြီးတော့ပြောတဲ့တရားစကားဆိုတာမသေးကြဘူးလားသိပါပါအဲဆိုရင်ဒီလိုမျိုးအကြောင်းဆိုးတွေအကျိုးဆိုးတွေနဲ့ကြုံတွေ့နေရတာကတော်ကောင်းကြီးများကြီးအကြောင်းတရားဆိုးခဲ့လို့ဆိုတော့ဘသူကိုယ်တိုင်လုပ်ခဲ့တာဦးဇင်းတို့ကိုယ်တိုင်လည်းလုပ်ခဲ့တယ်တော်ကောင်းတို့ကိုယ်တိုင်လည်းလုပ်ခဲ့လို့မလို့ဒီလိုမျိုးဆိုးကျိုးတွေနဲ့ကက်ဆိုးကြီးနဲ့စနစ်ဆိုးကြီးနဲ့လာကြုံနေရတယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာဟိုလူလက်ညိုးတို့ဟိုလူပြစ်တယ်ဒီလူလက်ညိုးတို့ဒီလူအပြစ်တင်နေလို့ရှိရင်သူအပြစ်တင်သူမားလို့သူပြစ်တင်ကိုပြန်မကိုအပြစ်တင်ဆိုရင်ဒီအပြစ်တင်ပွဲကြီးဘယ်တော့ပြီးမှလဲသိပါပါဗျာမှန်လားသူဒုက္ခရောက်နေလို့ तू ကဘာလို့လဲမချေနဲ့တာလို့ကိုကရန်ညိုးပွဲကိုမချေနဲ့တာပြန်လို့တော့ तू ကရန်ညိုးပွဲနဲ့ဒီမချေနဲ့ပွဲကြီးဘယ်တော့ပြီးမှလဲကိုမချေနဲ့လို့သူ့ကိုဓာတ်နဲ့တိုးတယ် तू မချေနဲ့လို့ကိုရဲ့ဘာလို့လဲကိုဓာတ်နဲ့မတိုးတော့မှသူ့ရဲ့မျိုးဆက်ကကိုသားသမီးဓာတ်နဲ့ထိုးဒီဓာတ်ထိုးပွဲဘယ်တော့ပြီးမှလဲမှန်လား तू မချေနဲ့လို့ကိုဆဲတယ်ကိုမချေနဲ့လို့ပြန်ဆဲတယ်ကိုကအဆဲမခံရပေမဲ့လို့ကိုရဲ့သားစဉ်မျိုးဆက်ကသူ့ကိုပြန်ဆဲသူ့ရဲ့သားစဉ်မျိုးဆက်ကကိုပြန်ဆဲဒီဆဲပွဲကြီးဘယ်တော့ပြီးမှလဲမှန်လားသဘောပါရဲ့လားဘာမှလောကကြီးကဒါကြောင့်တော်ကောင်းကြီးများရေဦးဇင်းတို့မနေကြတော့မှစာလေးသဘုတ်ခန်းစားပြီးရေးတယ်ယံမဖြစ်တာအကောင်းဆုံးပဲဆိုပြီးတော့မှန်လားမှန်ပါဗျာဒါကြောင့်ယံဖြစ်ရတာကယံဖြစ်ပြီဆိုတာနဲ့ဘဒုကိုယ်တိုင်အရင်ပူတာဘဒုအရင်ပူတာတော့နားလည်ရဲ့လားအဲကြောင့်ဘုရုဇဉ်စိတ်တွေဆိုတာဦးဇင်းတို့နားလည်တယ်တို့ပေမဲ့လို့လည်းပဲလှုပ်တဲ့ရှိတဲ့ဖြစ်တိုက်တဲ့အရာတွေကိုပဲဖြစ်ပြီးတော့မရှိတဲ့မလှုပ်တိုက်တဲ့အရာတွေကိုတော့မရှိတိုက်အောင်မဖြစ်လာအောင်ပိတ်ပင်တားဆီးပြီးထိမ့်သိမ့်ဖို့မလိုဘူးလားဒီအကြောင်းတရားတွေကဘဒုစီကပဲထွက်လာတဲ့အကြောင်းတရားတွေလဲဆိုတော့ဒီစိတ်ကိုမနိုင်လို့ဆိုတာမသေးကြဘူးလားသိပါပါဗျာနားလည်ရဲ့လားကောင်းပြီဒါဟာများကောင်းကျိုးဆိုတဲ့စကားလုံးကနေထွက်သွားတာဘယ်နှမျိုးရသွားပြီလဲ၃မျိုးရသွားပြီမှန်လားမှန်ပါဗျာချိုသားပြောဆိုရမယ်ဘေကံစွန့်ကြရမယ်အများကောင်းကျိုးဆောင်ရွက်ရနောက်နောအမနာပဝါစီတဲ့ဂုံးတိုက်တဲ့စကားအတင်းဖြင့်မပြောနဲ့တဲ့ဗါလဲတော့ဟဲ့ဂုံးတိုက်တဲ့စကားအတင်းဖြင့်မပြောပါဘူးဗျာတယောက်နဲ့တယောက်စိတ်တက်ကွဲပြားမဲ့စကားတယောက်နဲ့တယောက်ကွဲသွားစေမဲ့စကားကိုမပြောရဘူးတဲ့ရှေ့တင်သမျိုးကွဲရသမျိုးဟိုလူရှေ့ကြတော့သမျိုးဒီလူရှေ့ကြသမျိုးဆိုပြီးတော့အတင်းအပြင်းနေမပြောရဘူးတဲ့ဘုရားတို့ပြောခဲ့ပြီးပြီလောလလဲပေါ်လော်လီတာလူမိုက်တွေရအလုပ်ပဲမှန်လားမှန်ပါဗျာအဲ့တော့ကိုမကြိုက်တာတော်ကောင်းကြီးများကြီးကိုမကြိုက်တာပဲလို့ကိုမကြိုက်တဲ့အတိုင်းလိုက်ပြောနေတစ်ဖက်လူကဘာလို့လဲအမှန်တရားလုပ်နေတယ်ဆိုရင်ကိုမကြိုက်တာကကိုယ်စိတ်ကိုပဲရင်ပြင်ရမယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာမကြိုက်နေတာကမမြင်တတ်နေတာကမဒုစိတ်တော့ကိုယ်စိတ်ဒါကြောင့်ကိုယ်စိတ်ကိုအရင်စီစစ်ပြီးကိုယ်စိတ်ကိုအရင်ပြင်နိုင်အောင်ကြိုးစားသမှာဒါကြောင့်စိတ်ထားလေးတာပြင်နိုင်ပါဗျာမှန်လားမှန်ပါဗျာဘာလဲတော့ဟဲ့စိတ်ထားလေးတာပြင်နိုင်ပါဗျာသူ့ကိုမမြင်နိုင်နေတဲ့အကောင်းမမြင်နိုင်နေတဲ့ကိုယ်စိတ်ကတော်ကောင်းကြီးများကြီးသူ့ကိုလိုက်ပြီးတော့မကောင်းမြင်နေရမှာလားကိုယ်စိတ်ကိုပြင်ရမှာလားကိုယ်စိတ်ကိုပြင်ရမှာပါဗျ
Ru Koseko Pielochin and Dragoni, Yen Yemes or Amadeja Ola. Evanamio Yado. Namjoba, Chojo Nara, Yoyame, Bacon, Sunjayame, Amia, Conjo, Sawyame, Gong like this, a dim shame of Yoya, Gong like this, a dim shame of Yoya. My Lavia? How to go what the Bari Buri, what I Loka would Dama would Jimoya made, what I Omizo Miva Miva, that one what they am a shiula. Sayama Saya, that one what they am a shiula. Hello, the Bema, what they am a shiula. That's me, what they am a shiula. I am good that one go jail and Dragoni, Niare Loga, Genesi Amagaula. Good that one Jia, Gomamadi, Gia, Low Mamadi, and Dumia, that one Imagida would like a Jimmy and Gonda, and then Johnny Yamama. I am good that one the Loga would Dama Jimoya made it. Dama would. Homonyamia, Lambia, Bini, Sayagona, Sedana Baba, Sayana, Bini, they are holding. Cheney baby Sari, Chibi, or Neri, Yari, Chibi, or Dragonia, Didiari, Sura, Hoyarama. Didiari, who horny and Buguria level, like that, Chendoya Vare. Horny and Bioni Lumia, would Dragonia, Daboma, your Cosi de Mago, Swambi, or Didiari, Kukure level, Chendonguri, Yazam, Loyala. Lower, Sidana Baba, Horny, Didamari, go to the Garamari, Alebe, Valole, Damawa, Chimo, Kukure, Alebe, Horny, the Yarigo, Naga, Madambi. Like that, Jinya, Josa, Pamia, Atobula, Melua Bula. Loa de. Anita was no yet a Vemale, they of Yomi, the Babiole, say other Maris would have a Biore, Biole, these are long Biores, or a Hayazi, and look, Council, and look, Pienzi, and look. Elago Yazi, and Council, and Pienzi, and Zagalongo, Biore of Biole, and Namatam Muso, and Deja, Era, Balole, Loka work them who Dama were Machimona. Mayala. Tamawa Majiwana, say the Mario Balo the Lelo me, and Davalo the Lake, Calan like Davelo, Dilubiolo, Mayala. Aja, Tamawa let Jimo Lojava, gave an amu yadok. Yo, even a mu yadovile. Namadega, Chojo Dada, Yoya, Bacon, Sunjaya, Amia Gonjo, Sawyame, Gonda is a dim shame of Yoya. Loga way, Dama way, Jimoya, Mayala. Now the Muga, the lad, Goji and the young Goya made. Now the Muga Goji and the young Goloji level, Lule, the Lunale Sarita Gong Juza, Mayala Sarita Gong Juza, Sarita Gong, Goji and the lad, Gong, Lulechim and Nalechem as Ramadija. Allow where Chanda was a below where Yalu, the Genie was a below where Omian, CY, Pinyashin, the Penny was a below, say, I want you the Penny was a Sarita Makamu, Garita Makamu, Gojan Dilari Makamu, so in Lulem Chipamala. Nale Chipamala. Aja Gojan Dila Gong, Leve, Josayama, Josayama. Panamu Yado. Eddie Jamu, Mammy Yam, your Namatega, Chojo Dara, Yoyame. Bacon, Sunjaya, Amia, Conjo, Sawyame, Gong like this, a dim shame of Yoya, Loga way, Dama way, Jimoya, Ojinaya, Kawaya. Now the view of Valole, Susan Singing that day, they are Shia made, Valeno. Daga Mandala, Daga Mandala, Daga Loden, Daga Malode Mula, Daga Biode, Daga Mabiode Mula, Dimuya Mutane, Dimuya Matade Mula, Dizamu, Muide, Dizamu, Muide Mula, Sobido, Susan Sinyam is Ramadeja Ula. Eddie Susan Sinyamido, Yene, Chime Solution, and Luyo Chime, Nayo Chime is Ramadeja Ula. Manamu Yado. Now the Muda, the Ronia Balole, Acora, Valeno Hay. Amia Dora, Matoya Bude, Valeno Hay. Amia Dora, Matoya Bude, Amia Dora, Dramezo, and Lu Mole me, Nadi Mole melo, Dilobiora, Mayala. Amia Dora, Madrabu, Medane, Nimezo, and Lule, Nale, Banamu Bido.
ကောင်းပြီဗျာကျိုးကျိုးစိုးစားစားနဲ့စေတနာထားပြီးတော့ကျောင်းတိုင်းမှာလာကြတဲ့ပုဂ္ဂိုလ်တွေလာရကျိုးလေးနှောက်အောင်ပြန်တောင်မှပြန်ရကျိုးလေးနှောက်အောင်လို့မို့လို့စေတနာထားပြီးတော့စိတ်ရင်းအမှန်နဲ့ကျေးဇူးဆက်နေတဲ့တရားဖြစ်လေသောကြောင့်တော်ကောင်းကြီးများဤဘယ်ဟာကိုအရင်ပြင်ရမလဲစိတ်ထားဘောပါရလားဘုမေဇော်ရေကျုပ်ပြောလာတဲ့အကြောင်းအရာဘယ်နှမျိုးပြည့်သွားပြီလဲရှင်မျိုးပြည့်သွားပြီခေါင်းစည်းအနေနဲ့ပြောပါဆိုရင်၄မျိုးပြီးမသွားဘူးလားပြီးပါပါဗျာနောက်တစ်မျိုးကဘာလို့လဲစိတ်ကိုပြင်နိုင်တူတဲ့ဘာလဲတော့ဟဲ့စိတ်ကိုပြင်နိုင်တူပါဗျာဒုနိကသလောနောယထာကာမနိဗ္ဗာန်သိနောစိတ်တသဓမ္မထောသာတို့စိတ်တန်တန်တန်ဒုက္ခဝဟံဒုနိကသနေနေမှုရရင်မတန်ခဲရင်ပါပေထသောလောနောလျင်မြန်သောဖြစ်ခြင်းပြခြင်းလည်းရှိပါပေထသောယန္တာကာမနိဗ္ဗာန်သိနောသူပြောမွေရာယုံကာမဂုဏ်တို့၌တာကြာရောက်ပြောမွေနေလေရှိသောစိတ်သတ္တလောဘဒေါသမမာနတွေယဉ်ညူဖွဲ့တဲ့အာဂန္တတွေမနာလိုဝန္သောဝိသမစ္စေရစတဲ့တရားစုတွေကြောင့်ရိုင်းခြင်းနဲ့ရိုင်းလို့နေတဲ့စိတ်ကိုဓမ္မထောတတိသမာရိယသိဉာဏ်ပညာတွေနဲ့ဆုံးမထားမယ်ဆိုရင်သာတို့သိပြီးတော့ကောင်းတယ်တဏ္ဍတတိသမာရိသိဉာဏ်ပညာတွေနဲ့ဆုံးမထားလို့ယဉ်ကျေးသွားတဲ့စိတ်တန်စိတ်ဒီဒုက္ခဝဟံယနေ့ကဘာလူရာတွေလူချင်းနေတဲ့ချမ်းသာဒုက္ခအစစ်အမှန်ကိုယူဆောင်ပြီးနိုင်ပါတယ်ရဲ့လို့တဏ္ဍနဲ့လူတို့ဆရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်အာဝေါဇကရုဏာရှိသောမေတ္တာဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏သတည်းတတိတရားလက်ကင်ထားပြီးတော့တတိသမာဓိကိုယ်စိတ်ကိုကျင့်အောင်ထားပြီးတော့အသိဉာဏ်ပညာမာသလားမှန်သလားကိုယ်ဆုံးဖြတ်ပြီးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်ကိုယ်စိတ်ကိုကွန်ထရိုးလိုက်နိုင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာအောင်မြင်လည်းမဲ့ပုဂ္ဂိုလ်ကြီးဝါမဲ့ပုဂ္ဂိုလ်လူချစ်နတ်ချစ်ပြမချစ်ပြီးအဆုံးတန်တရာမှာဝဲဩကမှာမလဲရတော့ဘဲနဲ့နောက်ဆုံးအထွက်နိဗ္ဗာန်ရောက်မယ်ဆိုတာဧကံပါပဲတဲ့မှန်လားအားကြောင့်စိတ်ကိုပြင်နိုင်တဲ့ဒူဟာတော်ကောင်းကြီးမြတ်ကြီးကမ္ဘာလောကကြီးမှာရောက်လာတဲ့လူဘဝမှာနေရတာပြောသလိုသေရမှာလည်းပဲပြောပါလိမ့်မယ်နေရမှာမကြောက်သလိုသေရမှာလည်းပဲမကြောက်တဲ့သူဖြစ်ပါလိမ့်မယ်မှန်လားမှန်ပါဗျာဘာကိုပြင်နိုင်တဲ့သူစိတ်ကိုပြင်နိုင်တဲ့သူပါဗျာအားကြောင့်စိတ်ကိုပြင်နိုင်ပြီးတော့မိမိတို့ရဲ့ဘဝမှာစိတ်ချမ်းသာရေးတွေနေ့စဉ်တွေးပြီးဘဝဒုက္ခပြဿနာတွေကိုကိုယ်စိတ်ကိုယ်စစ်ကိုယ်ကြောင့်ကိုယ်သိကိုယ်လုံးရမဲ့တာဝန်ကိုယ်ကျင်မွန်ပြီးတော့ကိုယ်စိတ်ဒီအဓိကဖြစ်လေသောကြောင့်ဒီစိတ်လေးတံပြင်လိုက်လို့ရှိရင်မကောင်းနေတဲ့စိတ်တွေမွေးမနေနဲ့ယုံညံ့နေတဲ့စိတ်တွေမွေးမနေနဲ့မထားတဲ့စိတ်ဓာတ်တွေမွေးမနေနဲ့မှန်သောကောင်းသောအလွန်တရာမှလေးစားအတူယူပဲကောင်းသောစိတ်ဓာတ်တွေကိုမွေးမြူပြီးတော့မကောင်းတာတွေပယ်ရှားကောင်းတာတွေပွားတဲ့ပွားများတဲ့များအောင်ကြိုးစားအထောက်နိုင်၍ဘဝအစဉ်တန်းနေမြင်မကြတဲ့ရိယာသတော်စင်သတော်ကောင်းများဖြစ်နိုင်ကြပါစေလို့ဇာနာပြုရင်းနဲ့အချိန်နာရီနဲ့စီနေသည့်အတွက်ကြောင့်သာတို့၃ချိန်ခေါ်တရားသိမ့်ကြစို့